ဒီကနေ့သာသနာတော်နဲ့2560ခုနှစ်ကိုဇာတိ1398ခုနှစ်ဝါဘောဂဇန်4ရက်2016ခု7လပိုင်း9ရက်တနင်္ဂနွေနေ့ညချမ်းအခါကာလမှာစင်ကာပူနိုင်ငံမိုးကုတ်ဝိပဿနာတရားစဉ်နဲ့လုပ်ငန်းစဉ်ပြင်ပွားရေးပြည်ပအဖွဲ့ခွဲအမှတ်1သစ္စာပါရမီဓမ္မယတာမှာကြီးမှုပြီးတော့ဆင်းရဲခြင်းပါရတဲ့303ကြိမ်မြောက်ဒီနေ့သာဝိပဿနာလုပ်ပြီးတရားစခန်းပွဲဓမ္မဒါနအထိမ်းအမှတ်ဖြစ်ဖြစ်ဆင်းရဲခြင်းပါရတဲ့ဓမ္မဒါနဓမ္မပူဇာတရားပွဲတွေဖြစ်ပါလေဒီလိုဒီနေ့ညတော်တရားများကိုချင်းချင်းပြုဖို့အထောက်ဖို့ရောက်ရှိလာရတဲ့အလုံးတော်တရားနာပိဋကပေါင်းတော်အောင်တို့ကိုဘုရင်တို့တရားဟောပါလေဆိုလို့ရှိရင်ပစ္စည်းမမိကေပစ္စည်းမပဏာတော်ပါဠိတော်မှာလာရှိတဲ့ပိယဇာတိကသုတ်တံကိုအခြေခံပြီးတော့ဆင်းရဲအစချစ်ချင်းကတရားကောင်းခြင်းလေးပြီးပြီးပေတမောတရားကောင်းတို့ကိုပြင်တော့ဟောပါနော်ဆင်းရဲအစချစ်ချင်းကဒီစကားလေးကမြတ်စွာဘုရားရဲ့စကားတော်ပါပိယဇာတိကသောကပရိဒေဝဒုက္ခဒေါမနတုပါယတာပိယဘဝိကမြတ်စွာဘုရားဒီတိုင်းဟောတာသောကပရိဒေဝဒုက္ခဒေါမနတဥပါယတာဒီဆင်းရဲတဲ့တရားတွေဆိုတာတဲ့ပိယဇာတိကချစ်ချင်းလျင်အကြောင်းတရားရှိတယ်ပိယဘဝိကချစ်ချင်းလျင်အစရှိတယ်တောကဆိုတဲ့ဆွေရင်ပြိဒေဝဆိုတဲ့ဟိုကျွေးခြင်းဒုက္ခဆိုတဲ့ကိုယ်ဆင်းရဲခြင်းဒေါမနတဆိုတဲ့စိတ်ဆင်းရဲခြင်းဥပါယတလို့ဆိုတဲ့ပြင်းစွာပင်ပန်းခြင်းအလုံးအကြမ်းများတဲ့တတ္တဝါတွေမှာအလုံးအားနဲ့အဖြစ်များတဲ့ဆင်းရဲဒုက္ခတွေဒီတောကပြိဒေဝဒုက္ခဒေါမနတဥပါယတဆိုတဲ့တရားတွေဟာပိယဇာတိကချစ်ချင်းတွေအကြောင်းတရားရှိတယ်ချစ်ချင်းတွေကိုတော့အကြောင်းကြောင့်ဆင်းရဲကြတာပိယပဝိကချစ်ချင်းတွေအစရှိတယ်အဲ့ဒါလေးကိုအရင်ကကြည့်ပြီးတော့ဆင်းရဲအစချစ်ချင်းကဒီလိုလေးတရားဟောခြင်းပေးလိုက်တယ်နော်အဲ့တော့ဦးဇင်းတို့ချစ်ခင်တဲ့မှုဉာဏ်လုံးမှုဆိုတာတရားကိုကောင်းလို့ရှိရင်မာယာနဲ့လောဘအဲ့ဒါမြတ်စွာဘုရားကအဲ့ဒီလောဘကြီးဟူသောဉာဏ်လုံးမှုတဲ့မှုချစ်ခင်မှုဝေဒမှုအတ္တိတရားဟာဆင်းရဲဒုက္ခကိုဖြစ်စေတယ်ဆိုတာကိုဒေသနာတော်တွေထဲမှာအများကြီးဟောထားတယ်။ဒီလိုထင်ရှားတာကတော့ဒေသတို့ယဉ်ကျေးကြမှုအများဆုံးဖြစ်တဲ့သစ္စာတရားဒုက္ခသမုဒယသစ္စာဒုက္ခဖြစ်ခြင်းရဲ့အကြောင်းတရားအမှန်ဘာကြောင့်ဒုက္ခဖြစ်တာလို့ဒုက္ခတွေကဘာကြောင့်ဖြစ်တာလို့အကြောင်းတရားအမှန်ကိုရှာဖွေမယ်ဆိုရင်ဘာလို့တွေ့တော့လောဘကိုတွေ့ရတယ်ဣဒံဒုက္ခသမုဒယအယံဒုက္ခသမုဒယောတိจิตာဝုဒ္ဓံဇာနာတိဟောဒီလောဘဟာဒုက္ခဖြစ်ခြင်းရဲ့အကြောင်းတရားဖြစ်တယ်လို့ဘုရားကသိရမယ်ဒီလိုမျိုးဆိုပြန်မဟုတ်လားဒီချစ်ခင်တဲ့မှုကြောင့်ဒုက္ခတွေအများကြီးဖြစ်ရတယ်ဆိုတာကိုဒေသနာတော်တွေထဲမှာဖြစ်ရတဲ့နဲ့ရှင်းတွဲပြီးတော့မှတ်တမ်းတင်ထားတာတွေအများကြီးရှိတယ်။ဥပမာပေးတဲ့တော့အတိများတဲ့ဝိသကာအကြောင်းမှရေးအကြောင်းဒီဝိသကာအကြောင်းမှရေးဟာခါရဝါမှာသူအလုံးမချစ်မြတ်လို့ရတယ်။ဒီမှာရေးချရှိလာတဲ့သူ့ရဲ့မြေးမလေးတွေကမြေးမလေးတယောက်ကျိုးတည်းဆိုးသွားသူအလုံးချစ်ရတဲ့လက်တွဲရတဲ့မြေးမလေးမို့လို့သူအလုံးတရားမှာထိရတဲ့ကြည်ကွဲရတယ်သောတာပန်ကြောင်းမှကြီးဖြစ်ပြီမလို့မျက်ရည်ကိုရွှဲရွှဲဆူလျောက်ပြီးငိုရသောကပိဋိဝဒုက္ခဒေါမနတဆိုရင်ဒီတရားတွေကချစ်ချင်းမကင်းသေးလို့ရှိရင်သောတာပန်ရိယာသူတော်စင်ကိုတောင်းနှိမ့်ဆက်နိုင်သေးတယ်အဲ့ဒါနဲ့နေကင်းကြောင့်တော့ကြီးခေါင်းမှာလည်းပဲရှိရွှဲဒါအိန္ဒိယရဲ့ဝမ်းနေတဲ့အချိန်မှာအဲ့ဒါမြတ်စွာဘုရားဒီကိုရောက်ပါရောက်တော့မြတ်စွာဘုရားဘလို့ဖြစ်လာတာလို့ဝိသကာကိုမေးမြ
ပြီးတော့အကျိုးကြောင့်လျှောက်တာဒီလိုဒီကြောင့်ပဲဗျာအလုံးချစ်ရတယ်ညီမလေးဆုံးမသွားလို့ဖြည့်မစင်အောင်ဖြည့်ရတယ်အဲ့လိုလျှောက်တော့မြတ်စွာဘုရားဒီသဘောတရားတွေဟာဒီတိုင်းပဲဟောဒီလောကကြီးမှာချစ်ခင်မှုချစ်စရာတရားရှိရဆိုရင်ဒုက္ခနဲ့တရားရှိမှာပဲအဲ့မြတ်စွာဘုရားစိတ်ရှိလက်ရှိတာချစ်ခင်စရာနဲ့သက်စရာ60ရှိမယ်ဆိုရင်ဆင်းရဲဒုက္ခတွေကလည်း60လောက်ပဲရှိတယ်ဒီတစ်ခုချင်းလျှော့သွားတာနောက်ဆုံးတရားရောက်တော့ဆိုတော့ဧကံပိယံဧကံဒုက္ခအလုံးထင်ရှားတဲ့ဒီစကားတွေဒါမျိုးလေးကိုရှင်းရနေအောင်မှတ်တာနော်ဧကံပိယံဧကံဒုက္ခဧကံပိယံချစ်ချင်းတစ်ခုတည်းဧကံဒုက္ခဆင်းရဲတစ်ခုပဲတွေပိယံတွေဒုက္ခချစ်ချင်းနှစ်ခုဆိုရင်တော့ဆင်းရဲကလည်းနှစ်ခုပဲအချိုးကြီးသွားနေတာအဲ့တော့ကိုယ်တဏ္ဍာမှာဆင်းရဲတွေဘယ်လောက်များလဲဆိုတာကိုယ့်ရဲ့တန်ရောစဉ်နဲ့လုံးထွေးရစ်ပတ်ပြီးတော့ဘယ်လောက်ချစ်ခင်မှုတက်တက်မှုတွေရှိနေတယ်ဆိုတော့မှမို့တည်တယ်။ဘာချစ်ခင်တက်တက်မှုမရှိဘူးဆိုရင်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကိုယ်မှာဘာမှမရရှိဘူးဟုတ်တယ်မဟုတ်လား။ဒါဒီနေ့မှာချစ်ခင်ကြတယ်တက်စရာတွေဆိုတာကတော့ဒီကမှတို့ပြင်လို့ပြုမြင်ပေါ်မှာအလွန်တရာမှများလာတယ်။အဲ့ဒီများလာတွေကိုတူရဆုလိုက်မှဆိုရင်တော့ပေါင်းခြင်းမှရှိတဲ့တက်ရှိတက်မဲ့တွေပေါ်မှာချစ်ခင်ဉာဏ်မှုနဲ့မိမိရဲ့ခန္ဓာကိုယ်ကြီးရဲ့ပေါ်မှာချစ်ခင်ဉာဏ်မှုနှစ်ပိုင်းရှိတယ်နော်။ပေါင်းခြင်းမှရှိနေတဲ့တက်ရှိတက်မဲ့တရားတွေရဲ့ပေါ်မှာချစ်ခင်တာတော့ရှိလို့လားရှိတယ်။မိမိခန္ဓာကိုယ်ကြီးရဲ့ပေါ်မှာချစ်ခင်ဉာဏ်မှုတွေရှိနေတာမရှိဘူးလားရှိတယ်။ချစ်ခင်ဉာဏ်မှုတွေလည်းကဘယ်ရာရဲ့ပေါ်မှာချစ်ခင်ဉာဏ်မှုတွေအကြီးကျယ်ဆုံးလဲလို့မေးရင်ကိုယ်ခန္ဓာကိုယ်ကြီးရဲ့ပေါ်မှာချစ်ခင်ဉာဏ်မှုကအကြီးဆုံးပဲအကြီးဆုံးဖြစ်သောထိုချစ်ခင်တက်တက်မှုသည်တစ်ချိန်မှာအကြီးဆုံးဖြစ်သောဆင်းရဲဒုက္ခကိုဖန်တီးလိမ့်မယ်။တဘာဝတရားကြီးကသူ့လမ်းစဉ်တိုင်းတွားတာဓာတ်တဘာဝဆိုတာမင်းနဲ့နော်သူ့လို့သူလုပ်တာပေါ့နော်ချစ်ခင်မှုကလည်းသူ့လို့သူလုပ်လိမ့်မယ်ဘာလို့လဲသူကချစ်နေတဲ့တတ္တဝါကိုနှိမ့်ဆက်အဲ့ဒါသူ့လုပ်ပဲသူ့တဘာဝတရားအဲ့မှာမြတ်စွာဘုရားကဝိသကာကိုဧကံပိယံဧကံဒုက္ခအခြေတစ်ခုတည်းဆင်းရဲတစ်ခုပဲလို့အဲ့လိုအလုံးပြောင်းပြောင်းတဲ့တရားဒေသနာကိုဟောပြီးတော့ဥဒ္ဒံစကားကျိုးတာဥဒ္ဒံစကားကျိုးရခြင်းကအကြောင်းရှိတယ်မြတ်စွာဘုရားကဝိသကာကိုအလုံးစဉ်းစားတဲ့အပေါင်းနဲ့အချက်တစ်ခုမေးတာဘာကြောင့်သူဆင်းရဲနေရတယ်လဲဆိုတာကိုသူကိုယ်တိုင်အဖြေထုတ်နိုင်အောင်ဥဒ္ဒံမကျိုးခင်မှာမေးတာဘာမေးတယ်ဆိုတော့ဝိသကာတဲ့အဲ့ရဲ့မြေမလေးကတော်တော်လိမ့်မာလားတော်တော်လိမ့်မာတယ်တော်တော်ချစ်စရာကောင်းအဲ့လိုဆိုရင်အဲ့လိုချစ်စရာကောင်းတဲ့လိမ္မာတဲ့နှစ်သက်ဖွယ်ရှိတဲ့မြေမလေးတွေမျိုးတကယ်လို့များဟောဒီတာဝတိမျိုးမှာရှိတဲ့လူဦးရေရဲ့အရေးအတွက်နဲ့အညီအမျှရခဲ့မယ်ဆိုရင်မင်းယူမလားတဲ့ဒါမေးတာအဲ့ရုပ်တရက်ဆိုတော့ဝိသကာကဘာပြောလို့ဆိုယူမယ်များလို့ပြောတာတာဝတိမျိုးမှာလူ9ဂရီရှိတယ်လို့ဆိုတာယူမယ်လို့ပြောတဲ့ခါကျတော့မြတ်စွာဘုရားကဘာမှမရှိဘူးဆိုတော့ဝိသကာတဲ့ဒီတာဝတိမြို့မှာတနေ့တနေ့ကိုလူဘယ်နှယောက်တည်တယ်အဲ့တော့ဝိသကာကမြတ်စွာဘုရား10ယောက်လည်းတည်တယ်9ယောက်လည်းတည်တယ်အနည်းဆုံး5-6ယောက်တော့နေတိုင်းတည်နေတာပဲဗျာအဲ့လိုလည်းဖြေလိုက်ရောမြတ်စွာဘုရားကဝိသကာအဲ့လိုဆိုရင်သင်စဉ်းစားပါတဲ့မှာမျက်ရည်နဲ့မျက်ခွက်ပြည့်ရတဲ့နေ့ရလို့တနေ့မှမရှိနိုင်တော့အဲ့လောက်ချစ်ခင်တရားတွေများနေမှာတော့များရင်များတော့ပစ္စည်းမှုကလည်းများပါပဲလေအဲ့လိုပြောလိုက်မှဝိသကာမျက်စိတွေပြေလို့ဖြစ်သွားပြီးတော့ဒီလောက်များပြတဲ့ချစ်ခင်နဲ့တက်เสียလို့ဖြစ်ဘုရားပြောမှဘလို့မရှိတော့ပါလို့ပြင်မှရှောက်အဲ့ဒါနဲ့ဆိုဘုရားသောတော်ဘာသာတွေကိုအမိရှိပြီးတော့ဥဒ္ဒံကျူးတာနော်ဥဒ္ဒံကထာလေးနဲ့ပုတ်ကျူးတာအဲ့ဒီဥဒ္ဒံကထာလေးကမှတ်သားစရာအလောင်းဟောင်းရေကေရှိတောကပရိဒေဝိတာဒုက္ခဝလောကတမိမနေကရူပပိယံပရိစ္ဆာပဝန္တိဧတိရေတံပိယံတေတံနတ္ထိဥဝိရှိလောကေဟောဒီလောကကြီးမှာအလုံးစုံသောဆင်းရဲဒုက္ခတွေဆိုတာရှိတယ်ရေကေရှိအလုံးစုံသောအနေကရူပတဘာမကများစွာစွာသောလောကတမိဟောဒီလောကကြီးမှာလောကဆိုရင်ခြင်းတို့ဒီ၎င်းပရိဒေဝိတာငိုကြွေးခြင်းတို့ဒီ၎င်း
ဒုက္ခဆဆင်းရဲခြင်းဒုက္ခတရားတို့သည်၎င်းဣတိအလုံးစုံသောထိုဆင်းရဲဒုက္ခတို့သည်ပြီးရင်ဖြစ်ခြင်းကိုပြိဿအကြောင်းပြုပြီးတော့ပါဝင်သည့်ဖြစ်လာကြတာဒါဥဒ္ဒကာရလေးရဲ့အနေလေးပဲပေါ့နော်အလုံးစုံသောဆိုရင်မှုတွေငိုကြွေးမှုတွေဆင်းရဲဒုက္ခတွေကချစ်ခင်မြတ်တဲ့ခြင်းကိုအကြောင်းပြုပြီးတော့ဖြစ်လာရတာရဲ့ဣတိထိုဆင်းရဲဒုက္ခတရားတို့သည်ပြီးရင်ချစ်ခြင်းသဘောတရားသည်အတန်တည်းမရှိဘူးဆိုလို့ရှိရင်ဣတိထိုဆင်းရဲဒုက္ခတို့သည်နာဝန်တည်းမဖြစ်နိုင်ဘူးတဲ့ချစ်ချင်းဆိုတာမရှိဘူးဆိုရင်စောစောကပြောခဲ့တဲ့ဆင်းရဲဒုက္ခတွေဆိုတာမရှိနိုင်ရေကေစီသောကပိတေဝိတဒုက္ခဝလောကတမိမတိကရူပပိယံပရိစ္ဆပါဝန္တိအေတိပိယေအတန်တိနာဝန္တိအေတိဒါပထမကထာလေးအလုံးစုံသောဆင်းရဲဒုက္ခတွေကချစ်ချင်းကိုအကြောင်းပြုပြီးဖြစ်တာချစ်ချင်းသာမရှိဘူးဆိုရင်အလုံးစုံသောဆင်းရဲဒုက္ခတွေကဖြစ်ကြအကြောင်းကိုမရှိဘူးတဲ့ဒါပထမကထာရဲ့အဓိပ္ပာယ်ဒုတိယကထာလေးကလည်းစဉ်းစားတရားကတတ္တမဟိတေဒုက္ခိနောဝိတသောကယေတံပိယံနတ္တိကိုဟိစီလောကိတတ္တမအသောကဝိဒဇံပတ္တေယနောပိယံနာကိရံထကိုဟိစီလောကိတတ္တမဒါကြောင့်မို့လို့တဲ့ယေတံအရှင်ပုဂ္ဂိုလ်တို့သည်ကိုဟိစီလောကိဟောဒီလောကကြီးမှာကိုဟိစီတစုံတစ်ခုကိုများပိယံချစ်ချင်းတွေလက်ထိမရှိဘူးအလျံနာပုဂ္ဂိုလ်ကိုပြောတာလောကကြီးမှာတစုံတစ်ခုကိုမှသူတို့ချစ်ခင်ထားတာနှစ်သက်ထားတာမျက်နှာထားတာမရှိဘူးတဲ့ဒါကြောင့်မို့လို့အဲ့ဒီပုဂ္ဂိုလ်တွေကဒုက္ခိနောဝိတသောကဝိတသောကစိုးရင်ခြင်းကင်းပြီးတော့ဒုက္ခိတော့သူတို့ကအမြဲတမ်းချမ်းသာတာနေရတယ်ချစ်ချင်းကြောင့်ဒုက္ခရောက်ရတယ်ဆိုတာကိုမြတ်စွာဘုရားထင်ရှားအောင်သက်သေပြတဲ့သဘောချစ်ချင်းမရှိကြတဲ့ဉာဏ်နှုံးမှုမရှိကြတဲ့ယန္တာအရှင်မြတ်ကြီးတွေမှာစိုးရင်မှုကင်းပြီးတော့အမြဲတမ်းသူတို့ဟာချမ်းသာတယ်ဟုတ်လားတတ္တမထို့ကြောင့်အသောကံဆိုရင်ကင်းခြင်းကိုဝိရဇံကိရိတာမျိုးကင်းခြင်းကိုပတ္တေယနောလိုလားတောက်တာလေဆိုလို့ရှိရင်လောကီဟောဒီလောကကြီးမှာကိုယ်ကြီးတစုံတစ်ခုကိုများပြည့်ရန်ချစ်ခြင်းကိုနားပြည့်ရတာမပြုကြဘူးများရိုးရိုးလေးပါပဲတောကကင်းပြီးတော့နေလို့လေစိတ်ထဲမှာအငြိအကျေးကင်းပြီးတော့နေလို့လေအသောကဝိရဇံပတ္တေယနောအဆွေကိုကင်းလို့လေစိတ်မှာအငြိအကျေးကင်းလို့လေဆိုလို့ရှိရင်လောကီလောကကြီးမှာကိုယ်ကြီးတစုံတစ်ခုကိုများပြည့်ရန်ချစ်ခြင်းကိုနားပြည့်ရတာမပြုကြဘူးများအဲ့ဒီဥဒ္ဒနာလေးဝိသခာရဲ့အဖြစ်အပျက်ကိုအကြောင်းပြုပြီးမြတ်စွာဘုရားကျွေးရင်တော်မူခဲ့တာအဲ့ဒါဝိသဘောဘုရားတို့မိမိခန္ဓာကိုယ်ကြီးပါဝင်သက်ရှိတဲ့တရားတွေရဲ့ပုံမှာချစ်ခင်မှုနှစ်သက်မှုဉာဏ်လုံးမှုဆိုတာရှိနေသေးတယ်များတရားဓမ္မတို့ဘုရင်တို့ကဆင်းရဲဒုက္ခကိုရှင်းဆိုင်ကြရအောင်ပါဟုတ်လားအခုကိုယ်ပဲမိကွန်းထုတ်ဖို့ရှိတာပါတော့ဆင်းရဲခြင်းလားဆင်းရဲခြင်းမလားဆိုရင်တော့ဆင်းရဲခြင်းကိုလို့ပဲဖြေကြအောင်ဒါနဲ့အကြောင်းတရားကိုပြေဖို့ဆိုတော့ဝင်လေးသွားဒါလည်းဘာကြောင့်အဲ့ဒီချစ်ခင်မှုတွေကဖြစ်နေရတာတော့အဲ့ဒီချစ်ခင်မှုတွေကိုကျော်လဲသွားအောင်အပြောက်သွားအောင်ဘယ်လိုကြိုးစားရမှာတော့ဆိုတာတွေကိုသိမြင်နားလည်ပြီးတဲ့နောက်မှာကိုယ့်ရဲ့ကြိုးစားအားထုတ်နိုင်မှုအနေများပေါ်မှာမူတည်ပြီးတော့နောက်အကြောင်းတရားအနေများကလည်းဖြစ်လာတယ်အကြောင်းတရားအနေများပေါ်မှာမူတည်ပြီးတော့ဆင်းရဲဒုက္ခဆိုတဲ့အကျိုးတရားအနေများကလည်းဖြစ်လာမှာပါအဲ့တော့ဘုရားတို့ဒီနေရာမှာအထက်ကပြောချင်တာကဒီသုတ်တံမဟုတ်သေးပါဘူးဒါကလည်းနည်းနည်းလေးတန်းခင်းကြည့်အောင်ပိယဇာတိကသုတ်တံဆိုတော့မြတ်စွာဘုရားလက်ထက်ကအဖြစ်အပျက်ဒီတစ်ခုမှတ်တမ်းတင်ထားတာရှိတယ်ပိယဇာတိကချစ်ချင်းလည်းအကြောင်းရှိတယ်ကာရဝါမှာတကြွေလေးရောက်အလွန်ချစ်ရတဲ့သူ့ရဲ့သားလေးလေးရောက်ဆုံးသွားလို့ဆိုရင်ငိုကြွေးမိတမ်းပြီးတော့ချစ်ဦးလေးရောက်ရှောက်သွားရင်းနဲ့ရောက်မိရောက်လာမြတ်စွာဘုရားကြီးရောက်လာသူ့ရဲ့နောက်ပိုင်းအခြေအနေတွေကိုကြည့်ပြီးတော့မြတ်စွာဘုရားကယုံကြည်မှုတတ်တာတရားရှိလို့ရောက်လာတော့ဘုရားမတူဘူးရောက်ပြီးရောက်လာတယ်လို့ပဲဦးဇင်းကထင်ရောက်တဲ့အခါကျတော့မြတ်စွာဘုရားကသူ့ကိုကရုဏာပြဋ္ဌာန်းတဲ့အတန်နဲ့နေတာဘာဖြစ်လာတာလုံးပေါ့ဒီတော့သူကလည်းအကျိုးကြောင့်လျှောက်တယ်သူ့ရဲ့တူရီတော်သားလေးချစ်ရတဲ့အတွက်ကြောင့်သိဆုံးသွားတဲ့အဲ့ဒီတူရီတော်သားလေးအတွက်သူကအလွန်တရာမှစိုးရိမ်ပူလောင်မှုဖြစ်နေတဲ့အကြောင်းသူလျှောက်တော့မြတ်စွာဘုရားကတော့ပုံမှန်ပဲတကားတဲ့ဒီအနေအထားဒီအဖြစ်ဖြစ်နေတာဒီတိုင်းပဲရှိခင်တဲ့ဉာဏ်လုံးမှုရှိရင်တော့ဆင်းရဲဒုက္ခရောက်လိမ့်မယ်ဆိုတာဒါထုံးစံပဲလို့ပြောလိုက်တာအဲ့ဒီမှာမြတ်စွာဘုရားစကားတစ်ခေါက်အမိန့်ရှိတယ်ပိယဇာတိကဩကပရိဒေဝဒုက္ခဒေါမနတုပါယတာပိယပမွန်တိ
ဒီရဏမှာပြန်စရုပ်လိုက်တယ်နော်လောကပိဒေဝဒုက္ခဒေါမနတဥပါယတာဆိုတဲ့ဒီတရားစုံ၅မျိုးကြီးချစ်ချင်းနဲ့အကြောင်းရှိတယ်ချစ်ချင်းနဲ့အစရှိတယ်အဲ့လိုပြောတဲ့အခါကျတော့အဲ့ဒီတရားကမြတ်စွာဘုရားကိုမာလျှောက်တဲ့ခြင်းပဲမြတ်စွာဘုရားလေချစ်ချင်းကြောင့်စိုးရင်ရတဲ့ဒုက္ခရောက်ရတယ်ဆိုတာမဖြစ်နိုင်ဘူးတဲ့တကယ်ဆိုလို့ရှိရင်ချစ်ချင်းကြောင့်တာယာမှုကြည်နူးမှုချမ်းသာမှုနာနေဖြစ်ရတာပါလက်မခံနိုင်ဘူးနော်မြတ်စွာဘုရားရှိတယ်မြတ်စွာဘုရားရှိမောက်တယ်အဲ့ဒီစကားကိုကြားနေတာသူကလည်းလက်တွေ့ကြီးဖြစ်နေတာအဲ့ဒါကိုပဲသူလက်မခံနိုင်သူဘယ်လိုစဉ်းစားတာခုဖြစ်တဲ့ဒုက္ခကချစ်ချင်းကြောင့်ဖြစ်တာကိုပြည့်စည်သွားလို့ဖြစ်တာလို့သူကအဲ့လိုစဉ်းစားတာအလုံးပိန်းတဲ့အမြင်ပေါ့နော်ပြည့်စည်လို့သာလည်းသူစဉ်းရတကယ်လို့မပြည့်စည်ရင်စဉ်းရမှာမဟုတ်ဘူးလို့သူကမြင်တာပြည့်စည်ဖို့ဆိုတာသူဘယ်လောက်ကြာအောင်မပြည့်စည်အောင်ထိနိုင်ပါလဲမထိနိုင်ပါဘူးဒီချိန်ကျတော့ပြည့်စည်မှာဟုတ်တယ်မဟုတ်လားတော့သူကအဲ့ဒီအမြင်မှမရတဲ့အခါကျတော့မြတ်စွာဘုရားစကားကိုသူလက်မခံနိုင်လက်မခံတော့အဲ့လိုပဲရှောက်ပြီးတော့အဲ့မြတ်စွာဘုရားကထသွားတော့ဘယ်နှမကမ်းမှာမရှိလဲဆိုတော့ကျွေးအံကစားနေကြတယ်ကစားသမားတွေရှိတယ်အဲ့ဒီနားရောက်သွားပြီးသူဘာပြောလို့ဆိုတော့ရဟန်းဘောရမနဲ့သူနဲ့ဒီလိုလေးကြောင့်ပြောခဲ့ရတယ်ဆိုတော့သူပြောတာချစ်ချင်းကြောင့်ဆင်းရဲရတယ်ချစ်ချင်းကြောင့်ဒုက္ခရောက်ရတယ်ကွာအဲ့ဒါကိုငါလည်းမခံတကယ်ဆိုရင်လောကကြီးမှာချစ်ချင်းကြောင့်တာယာမှုကြည်နူးမှုသာဖြစ်ရတာအဲ့လိုပြောတဲ့ခါကျတော့ကသာသမားတွေကလည်းပဲသူစကားကိုပဲထောက်ခံနေကြသိလားဟုတ်တာပေါ့ချစ်ခင်တဲ့ဆရာလေးတွေရှိလို့ချစ်ခင်တဲ့ဆရာလေးတွေကိုပဲချစ်ခင်နှစ်သက်နေရလို့လောကကြီးမှာနေချင်းစရာဖြစ်နေတာအဲချစ်ခင်မှုကြောင့်ဒုက္ခရောက်ရတယ်ဆိုတာအော်လက်မခံဘူးအဲ့လိုပြောတဲ့အခါကျတော့အဲ့ဒီတည်းပြောတာအားရှိသွားတော့ဟုတ်တို့အယူဆနဲ့ငါယူဆနဲ့တူရောအဲ့ဒါနဲ့နောက်တော့အဲ့ဒီစကားတွေကတဖြည်းဖြည်းနဲ့တယောက်စကားတယောက်များပြန်ကားရဟန်းဘောရမကပြောတယ်ရသော်ဘယ်အယူဆမှာတဝန်ယုံကြည်မှုမရှိကြတဲ့ပုဂ္ဂိုလ်တွေကအတိုင်းရင်းဒီဒီပြောရအောင်ချစ်ခင်တဲ့မှုကြောင့်စိုးရိမ်မှုငိုကြွေးမှုဆင်းရဲမှုတွေဖြစ်ရတာလေမဖြစ်နိုင်တာနောက်အဲ့ဒီစကားကဘယ်ထိရောက်သွားလို့ဆိုတော့ဦးဇင်းတို့ကောသလမင်းကြီးရဲ့နန်းတော်ထိရောက်တယ်။ရောက်တဲ့အခါကျတော့ဘိက္ခတို့သိတဲ့နာမည်ကောသလမင်းကြီးဆိုတာလည်းပဲဉာဏ်ကခတ်ထိုင်းနိုင်ပေါ့။သူကလည်းပဲအဲ့ဒါလည်းလက်မခံ။လက်မခံတဲ့အခါကျတော့ပြောစရာလူရောက်လာလို့ယူလဲဆိုတော့သူ့ရဲ့မိဖုရားမန္လိကရောက်လာ။ရောက်လာတဲ့အခါကျတော့သူကတန်းပြောတာ။မန္လိကမင်းတို့ရဲ့ဉာဏ်ဘောရမကသူကအဲ့ဒီအသုံးလုံးလေးပါရနော်။တစ်စိတ်ထဲမှာသိပြီးတော့ကြည်ရမတူနောက်တော့ကောသလမင်းကြီးမြတ်စွာဘုရားကိုအလွန်ကြည်ညိုပါလေနောက်ဓမ္မစီတိယတုတ်တန်ထဲမှာကြည့်လို့ရှိရင်သူကမြတ်စွာဘုရားကိုအလွန်ကိုကြည်ညိုလို့မြတ်စွာဘုရားရဲ့ခြေတော်ကိုပါးစပ်နဲ့တောင်ငုံတဲ့အဆင့်ထိသူကြည်ညိုတယ်မြတ်စွာဘုရားကိုဒါလေးအဲ့ဒီမှာတော့သူအဲ့လိုလေးပြောတာအင်းတို့ရဲ့ယဟန်ဘောရမကရှိခင်နှစ်သက်မှုကြောင့်ဆိုရင်ကိုကြွေးခြင်းကိုဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းပြင်းစွာပြန်ပန်းခြင်းတွေဖြစ်ရတယ်လို့ပြောတယ်အဲ့ဒါကိုဝိသမာလိကသဘောမတူဘူးဆိုတာမျိုးရခြင်းလို့သူကပြောလိုက်တယ်အဲ့လိုပြောလိုက်တဲ့အခါကျတော့မကျတဲ့နန်းတော်ကမကန်မာလိကဘာပြန်ပြောလို့ဆိုတော့မင်းကြီးတဲ့အဲ့ဒီစကားဟာမြတ်စွာဘုရားမိန့်တော်မူရောမှန်ရင်အဲ့ဒီစကားဟာဒီတိုင်းပဲမှန်နေတယ်တဲ့အဲ့ဒါပြောတာအဲ့လိုလည်းပြောလိုက်ရောသူစိတ်ကိုမထိနိုင်မာလိကမင်းဟာတဲ့ဆရာပြောလိုက်မှန်တယ်လို့အမြဲထောက်ခံတဲ့တပည့်လိုပဲတဲ့ရဟန်းဘောရမပြောတယ်မင်းအမြဲတမ်းမှန်တယ်ပြောတယ်ဘာမှစဉ်းစားသိနေမှုမရှိဘူးပြည့်နေတော့မန္တိကမင်းဒီနာကနေထွက်သွားမှန်မောက်ထုတ်တယ်ဒါမန္တိကမျက်နှာမရထွက်သွားတာဒါပေမဲ့သူကလည်းမကျေနပ်ဘူးရသော်ပြဒီစကားကိုတကယ်ပြောသလားမပြောဘူးလားဆိုသိကြအောင်ပြောတယ်ဆိုရင်တော့ဒါကိုသူကအမှန်နဲ့မှတ်မှာပဲရသော်ဘုရားကမှသူကအဲ့တော့ယုံကြည်မှုရှိတယ်အဲ့ဒါနဲ့သူ့ရဲ့လက်ဆွဲတပည့်လို့ဆိုကြပါစို့နာဂိစင်ကပုံနာဆိုတာရှိတယ်အဲ့ဒီပုံနာကိုခေါ်ပြီးတော့မြတ်စွာဘုရားရှင်ကိုလွှတ်တယ်ချစ်ချင်းကြောင့်ဆင်းရဲဒုက္ခတွေအမျိုးစုံဖြစ်ရတယ်ဆိုတဲ့စကားမြတ်စွာဘုရားဟောသလားဟောပါသလားအဲ့ဒါကိုသိအောင်သွားပြီးတော့စုံစမ်းကြည့်မြတ်စွာဘုရားအမေးကြီးလို့ခန့်တယ်အဲ့တော့အဲ့ဒီပုံနာအဲ့ဒါမြတ်စွာဘုရားကြီးသွားရောက်တဲ့အခါကျတော့မြတ်စွာဘုရားကိုလျှောက်တော့အဲ့ဒီစကားတော်ကိုမြတ်စွာဘုရားအမေးရှိပါသလားခင်ဗျာပြန်မြတ်စွာဘုရားကဟုတ်တယ်ငါပြောလိုက်တယ်ဟောဒီလောကကြီးမှာဖြစ်နေတဲ့များဆင်းရဲဒုက္ခတွေမှန်တယ်များချစ်ချင်းကြောင့်ဖြစ်တာလောဘကြောင့်ဖြစ်တာ
အဲ့လိုပြောပြီးတော့မြတ်စွာဘုရားကမှတ်သားရအောင်ဆိုတော့တတ်သိလို့အများကြီးထုတ်ပြပုံနာတဲ့ငါပြောပြမယ်ချစ်ခင်တဲ့ဉာဏ်နှမှုကြောင့်ဒုက္ခရောက်ရတယ်ဆိုတော့လောကကြီးမှာအလုံးမထင်ရှားနေတယ်ဟောဒီတို့ရဲ့တာဝတိပြောထဲမှာတစ်ချိန်လုံးကမအေးသေးလို့သမီးတယောက်မှာဘလုံးမဖြည့်စရာမရဘဲနဲ့ယူသွားတာရှိရဲ့အဲ့ဒါချစ်ချင်းကြောင့်ဒုက္ခရောက်တာမဟုတ်လို့ဘာကြောင့်ဒုက္ခရောက်တယ်လို့ပြောမလဲတဲ့အေးသေးလို့ဒုက္ခရောက်သွားတာသားတွေသေးလို့သမီးတွေသေးလို့ဒုက္ခရောက်သွားတဲ့မိဘတွေအကြောင်းအများကြီးမြတ်စွာဘုရားတတိကာရကပြအဲ့ဒီပြတဲ့တတိတွေမှာတစ်ခုဆိုရင်စိတ်ဝင်စားကြကောင်းအဝိဓိညိုတွေကမြေကောင်းသမီးတွေတယောက်မြေကောင်းတော်တယောက်နဲ့နော်လိုက်ပြေးနေဆိုရပါဆိုအမိဘတွေကသဘောမတူသူတို့ဒီပြင်ယောက်ျားတယောက်နဲ့ပေးသားနေတာအဲ့ဒါနဲ့အချော့သက်ပြီးတော့သူတို့သမီးကိုပြန်ခေါ်အိမ်ရောက်တဲ့ခါကျတော့သူ့ရဲ့အရင်ယောက်ျားနဲ့တွေ့ခွင့်မပေးဘူးအသေးပဲနဲ့သူတို့ပေးသားခြင်းနဲ့ယောက်ျားနဲ့ပေးသားဖို့အတင်းအဓမ္မစီမံတယ်အဲ့တော့ဒီမျိုးသမီးကသူ့ရဲ့အရင်ရထားတဲ့ယောက်ျားလှမ်းအကြောင်းကြားငါ့ကိုတင်တဲ့ပွဲကိုကျန်နေကြတယ်ငါကလည်းအဲ့ဒီလူကိုမနစ်သက်ဘူးတင်တဲ့တွေ့ခွင့်ပြီးတော့ငါမနေနိုင်ဘူးဒါကြောင့်အဝလာခေါ်လိုက်ပါယောက်ျားကလည်းဘယ်နေနိုင်မှာလာလာတဲ့ခါကျတော့အခြေအနေအကြောင်းအရာကြည့်လိုက်တဲ့အခါကျတော့ဘလို့မှသူတို့ဆက်ပြီးတော့အောက်တင်နေတိုင်းကိုမဖြစ်နိုင်တဲ့အနေအထားအဲ့တော့အဲ့ဒီယောက်ျားကဘာလို့လဲဆိုတော့ဘင်းနဲ့ငါနဲ့နောက်ဘဝကျမှပေါင်းညာကိုပွားဆိုပြီးတော့မိမကိုဓာတ်နဲ့နှစ်ပိုင်းပိုင်းလို့သူ့ရဲ့ရင်ဘတ်ကိုလည်းဓာတ်နဲ့ပေါက်ပက်လိုက်တယ်တဲ့အဲ့ဒါကိုရဆောင်ပြန်ပြောပြဒီတာဝတိမြို့မှာတကယ်ဖြစ်တဲ့ခဲ့တဲ့အဖြစ်အပျက်တစ်ခုအဲ့တော့အဲ့ဒါကိုကြည့်မယ်ဆိုလို့ရှိရင်ချစ်ခင်နှစ်သက်မှုကြောင့်တတ်တော်လေးဆင်းရဲဒုက္ခရောက်ကြရတယ်ဆိုတာထင်ရှားတယ်ဒီလိုဒုက္ခတွေဖြစ်တယ်ဆိုတာချစ်ခင်နှစ်သက်မှုကြောင့်မဟုတ်ရင်ဘာကြောင့်ဖြစ်တယ်လို့ပြောမလဲအဲ့လိုလေအသိရှိတဲ့အခါကျတော့အဲ့ဒီနာလေးစင်နာဘုံနာအရန်သဘောကျတကယ်လည်းမှန်နေတာအဲ့ဒါနဲ့မြတ်စွာဘုရားအသိရှိတဲ့စကားတွေတလုံးကြအကုန်မှတ်လာပြီးတော့သူ့ရဲ့ရှင်သခင်မှာမလိကာလေးကိုသူရောက်လာပြီးတော့မလိကာတလုံးကြသူပြန်ပြီးတော့ဥတည်အဲ့တော့မလိကာလည်းနားလေသွားတတိတာရကနဲ့မြတ်စွာဘုရားကကြေကြေဝုံကြီးရှင်းပြလိုက်တာဆိုတော့သူသဘောအလုံးကျတယ်အဲ့တော့ကောသလမင်းကြီးအခါသားဝင်ပြီးတော့မင်းကြီးကိုမေးတာဘာမေးလို့ဆိုမင်းကြီးတဲ့မင်းကြီးရဲ့သမီးတော်လေးဝစီကသမီးတော်လေးရှိတယ်အဲ့ဒီသမီးတော်လေးကိုမင်းကြီးချစ်လားချစ်တာပေါ့ငါသမီးတော်လေးကိုငါအသက်မြတ်ချစ်တယ်တကယ်လို့အဲ့ဒီသမီးတော်လေးသုံးတရားဖြစ်သွားမယ်ဒုက္ခသုံးတရားရောက်မယ်ဆိုရင်မင်းကြီးဘယ်လိုနေမလဲငါလည်းအကြီးကြီးဒုက္ခချောက်ချားနေမယ်တေကောင်အောင်လည်းဖြစ်ချင်းဖြစ်မယ်ဘာမှပြောလို့မရငါသမီးတော်လေးတစ်ခုဖြစ်သွားတော့ကတော့ငါအကြီးကြီးဒုက္ခရောက်မှာတော့အသေးချာပဲအဲ့လိုလည်းပြောလိုက်တော့မလိကာကပင်ကြီးတဲ့ဒီအကြောင်းအရာတွေကိုတိလို့ကိုမြင်တော်မူလို့မြတ်စွာဘုရားကဆိုရင်မူကျွေးမှုကိုစင်းရဲမှုစီစင်းရဲမှုပြင်းစွာပင်ပန်းမှုဆိုတဲ့ဆင်းရဲဒုက္ခတွေကချစ်ခင်နှစ်သက်ဉာဏ်တို့ချင်းကြောင့်ဖြစ်တာဆိုတဲ့အဲ့ဒီစကားကိုပြောတော်မူတာတဲ့နောက်တစ်ချက်ပြီးတော့နေတယ်မင်းကြီးတဲ့မင်းကြီးရဲ့မိဖုရားဝါသဝခတိရောမင်းကြီးချစ်လာတယ်နော်တာဂိမင်းသမီးဝါသဝခတိရဆိုတာရှိတယ်ဘောဓရာမင်းကြီးရဲ့မိဖုရားတွေကတင်းအောင်ဝါသဝခတိရဝါချစ်တယ်ရသော်ပြန်တဲ့အမျိုးတော်ချင်းတို့တာဂိမင်းတွေကိုရာဇဒံနဲ့လက်ပြီးတော့တောင်းတာလာဝါတာဂိမင်းသားတွေကလည်းသူရင်သားရင်မပြေးနိုင်လို့နော်ဂျုံမရဲ့သမီးလေးဒါပေမဲ့မဟာသမီးကြီးနဲ့ရပြီးတော့ဝေးလာတပိုင်းပေါ့လေဂျုံမတပိုင်းမင်းသွေးတပိုင်းအဲ့ဒါကိုတာကိမင်းသမီးဆိုတော့လိန်ညာပြီးတော့ပေးတာမင်းကြီးကမသိပါဘူးပြောစကားတွေကအလွန်ရှုပ်တယ်ပြီးတော့အကုန်ရှုပ်ထွေးပြီးတော့အကုန်လုံးဒေကြကြေကြအဲ့ဒီဝါသဝခတိယအဲ့ဒီဝါသဝခတိယနဲ့မွေးထားတဲ့ဝိတုပစစ်သူကြီးဆိုတာရှိတယ်အာကွေတွေကိုအယုတ်ထုတ်တဲ့မင်းအဲ့ဒီဝိတုပကိုမင်းကြီးချစ်တာချစ်တယ်ဝိတုပဇုံတရားဖြစ်မယ်ဆိုရင်မင်းကြီးဘယ်လိုနေလို့ငါလည်းဖြစ်မှာပဲတဲ့ဇုံတရားအဲ့လိုတော့သူယောသားကပြောရှာတယ်နော်အဲ့ဒါနဲ့တစ်ဆင့်ပြီးတစ်ဆင့်ပေးတာမင်းကြီးကျွန်တော်မြမဝချစ်လားမင်းကိုလည်းငါချစ်တာပဲကျွန်တော်မြမဇုံတရားဖြစ်သွားမယ်ဆိုရင်မင်းကြီးဘယ်လိုနေမလို့အဲ့လိုစစ်မေးပြီးတော့နားလေအောင်ရှင်းပြအဲ့ဒီတော့မှမင်းကြီးကသဘောပေါက်ပြီးဝိသကဟုတ်တယ်တဲ့ဒီစကားလက်ခံရွှေကြရတဲ့ကိုရေးချက်ပြီးတော့ရှုခဲ့ပလုတ်တွေပါလေကျင်းပြီးတော့ရသော်ပြန်ရှိတဲ့နေရာကိုလက်အုပ်ကြည့်ပြီးတော့နမောတတ္တဘောဓောအာဒောသမ္မာသမ္ဗုဒ္ဓတ္တဆိုတဲ့ဘုရားရှိခိုးသုံးညရွတ်ပြီးတော့မြတ်စွာဘုရားကိုရှိခိုးတယ်ကောကလမင်းကြီးက
ပိယတာတိကတုတ်တန်ရဲ့အတိချုပ်ကအဲ့ဒါပဲလောကကြီးမှာဆင်းရဲဒုက္ခမှန်သမျှသည်ချစ်ချင်းလျင်အကြောင်းတရားရှိတယ်ချစ်ချင်းလျင်အစရှိတယ်ချစ်ချင်းကနေစလိုက်တာပြီးရင်မဆုံးတော့အစဆိုတဲ့အတိုင်းသူကစရင်စလိုက်တာဟုတ်လားပြီးရင်အများကြီးကျေပြန့်တာဒုက္ခတွေမဆုံးတော့ဒီနေရာမှာဘုရားတို့မြတ်စွာဘုရားကိုဗတ္တကဆိုတဲ့ဇာတိကြီးကမေးလို့မြတ်စွာဘုရားရှင်းပြတဲ့အကြောင်းအရာတွေကအလွန်တရာမှလက်တွေ့လေးကြားတယ်။တစ်ချက်ဧတလူသူများကိုပြောရင်လည်းကျွန်တော်လည်းပြောစရာအလောင်းကောင်းတယ်။အဲ့ဒီဇာတိကြီးကမြတ်စွာဘုရားကြီးရောက်လာပြီးတော့မြတ်စွာဘုရားကိုဗာမေးလို့ဆိုတော့မေးဖို့ကတော့အလောင်းကောင်းပါတယ်။မြတ်စွာဘုရားကဒုက္ခတွေဘာကြောင့်ရှိရလဲဒုက္ခတွေဘာကြောင့်ချုပ်ရလဲဒုက္ခဖြစ်ခြင်းဒုက္ခချုပ်ခြင်းရဲ့အကြောင်းတရားကိုဟောပါတဲ့။ဒါကအလွန်ရေးပါတယ်မိမောလို့ဆိုနေတယ်နော်။ဒုက္ခဘာကြောင့်ဖြစ်ရလဲဒုက္ခဘာကြောင့်ချုပ်ရလဲ။အဲ့မြတ်စွာဘုရားကဖြေတဲ့နေရာမှာဘယ်တော့ကျွမ်းကျင်နေမှာလဲဆိုတော့ဘာကြောင့်ဒုက္ခဖြစ်ရလဲဘာကြောင့်ဒုက္ခချုပ်ရလဲလို့တမ်းမပြောဘူး။သိလား။အဲ့ဒီဗန္ဒနာကကိုမြတ်စွာဘုရားဒါကြီးတဲ့။တဲ့ကိုတဲ့ငါအတိတ်တုန်းကအကြောင်းအရာတွေကိုဖော်ပြပြီးတော့ဘာကြောင့်ဒုက္ခဖြစ်ရလဲဘာကြောင့်ဒုက္ခချုပ်ရလဲလို့ပြောမယ်ဆိုရင်အဲ့ဒါငကိုယ်လုံးကဖြစ်ခဲ့တဲ့ကိစ္စတွေပါလို့ဒကာကြီးယုံရင်မှယုံနေတယ်ဒါကြောင့်အတိတ်တုန်းကအကြောင်းအရာတွေကိုငါတက်တည်နေနဲ့ပြပြီးတော့တင့်ကိုဒုက္ခဖြစ်ခြင်းဒုက္ခချုပ်ခြင်းကိုငါမဟောဘူးတဲ့အနာဂတ်မှာဘယ်လိုဖြစ်လိမ့်မယ်ဆိုတော့မဖြစ်သေးတာတွေကိုမှန်းဆပြီးတော့လည်းပဲဒုက္ခဖြစ်ခြင်းဒုက္ခချုပ်ခြင်းအကြောင်းတရားကိုတင့်ကိုငါမဟောဘူးတဲ့အဲ့ဒါနောက်မှဖြစ်လာမှသိကြနေမှသိကြမှာလို့တင့်မှာယုံမှတန်နေတာဖြစ်နိုင်နေတယ်အဲ့ဒီဒုက္ခဖြစ်ခြင်းဒုက္ခချုပ်ခြင်းကိုအခုဒီနားမှာထိုင်နေတဲ့တင့်ကိုအခုဒီနားမှာထိုင်နေတဲ့ငါကထိုင်ရမထတင်နာလေအောင်လောလောဆယ်ကပြောလိုက်ပြီလို့ဟောတာအဲ့ဆိုဗျာအတိတ်အကြောင်းအရာတွေကိုပြပြီးတော့လေဟောအနာဂတ်မှာဖြစ်လာမှာတွေကိုအကြောင်းပြပြီးတော့လေဟောဒီနားမှာထိုင်နေတဲ့တင့်ကိုဒီနားမှာထိုင်နေတဲ့ငါကအခုထိုင်ရမထဒုက္ခဖြစ်ခြင်းရဲ့အကြောင်းဒုက္ခချုပ်ခြင်းရဲ့အကြောင်းကိုဟောမယ်အဲ့လောက်ရဲရဲဝံ့ဝံ့ဘလောက်တည်ကြလဲဆိုတာပေါ်လို့မရှိဘူးလားရှိတယ်အဲ့ဒီမှာမြတ်စွာဘုရားဗာမေးတယ်ဆိုရင်ဒါကရေးတယ်ဟောဒီဥဒ္ဒဝေလကပ္ပနေကုန်းရွာမှာသူကအဲ့ဒီရွာမှာနေတာတစုံတယောက်ဒုက္ခရောက်လို့တင်ဒုက္ခရောက်သွားတယ်အဲ့ဒီလိုတစုံတယောက်ပုဂ္ဂိုလ်ရှိသလားနေအဲ့တစုံတယောက်တရားခံရလို့သမုတ်အသက်ခံရလို့ယောဂဝေဒနာဖြစ်လို့တစုံတယောက်ဒုက္ခရောက်သွားလို့တဲ့မှာဒုက္ခရောက်သွားစေရအဲ့လိုတစုံတယောက်ပုဂ္ဂိုလ်ရှိသလားရှိပါရဲ့ဗျာသူနဲ့ရင်းနေတဲ့လူရှိတာပေါ့သူတို့ဒုက္ခရောက်ရင်ငါဒုက္ခရောက်မယ်ဆိုတဲ့လူတွေရှိတာပေါ့ရှိပါတယ်ဗျာဆိုတော့မြတ်စွာဘုရားကဆက်မေးတယ်ဟောဒီဥဒ္ဒဝေလကပ္ပမှာပဲတစုံတယောက်ဒုက္ခရောက်လို့တဲ့မှာဒုက္ခမရောက်ရဘူးဆိုတဲ့လူတွေကရှိလာတယ်ယောဂဗျာတွေဖြစ်လို့သိချက်လို့တစုံတယောက်ဒုက္ခရောက်တော့တယ်ဒါပေမဲ့အဲ့ဒီတစုံတယောက်ဒုက္ခရောက်လို့တဲ့မှာဒုက္ခမရောက်အောင်ဆိုတဲ့လူကရှိလားဆိုရှိရဗျာတဲ့သူများဒုက္ခရောက်တယ်ပဲဒီပြည့်လူတွေဒုက္ခရောက်တယ်ပဲနောက်ကိုယ်မှာဒုက္ခမရောက်နိုင်တဲ့အဲ့ဒီလိုလူမျိုးလည်းရှိတာပဲလေမျိုးထဲမှာမရှိဘူးလားကိုယ်ဒုက္ခရောက်တယ်ဟောသူများဒုက္ခရောက်လို့ကိုယ်ဒုက္ခမရောက်ရတဲ့လူတွေအများကြီးရှိတယ်လေကိုယ်စိတ်ရောမှာအများကြီးဒုက္ခရောက်နေတာတွေမရှိဘူးလားရှိတယ်ခဏမှဒုက္ခရောက်လားရောက်ပါဟောဒီကိုယ်ထဲမှာမဆိုင်ပဲဟုတ်တယ်မဟုတ်လားဒါပေမဲ့တစုံတယောက်ဒုက္ခရောက်ရင်ကိုယ်ဒုက္ခရောက်မယ်အဲ့လိုတစုံတယောက်မှမရှိဘူးလားရှိတာပေါ့မြန်မာပြည်မှာအများကြီးရှိမှာဟုတ်တယ်မဟုတ်လားအဲ့ဒါကိုမေးတာမြတ်စွာဘုရားအဲ့တော့မြတ်စွာဘုရားကသူ့အဖြေကိုပဲအခြေခံပြီးတော့ထပ်မေးတာအဲ့လိုဆိုရင်တစုံတယောက်ဒုက္ခရောက်ရင်တော့တင့်မှာဒုက္ခရောက်ရတယ်ကျန်တဲ့တစုံတယောက်ဒုက္ခရောက်တော့တင့်မှာဒုက္ခမရောက်ဘူးအဲ့ဒီအကြောင်းတရားကဘာလဲဟိုလူဒုက္ခရောက်တော့တင်ဒုက္ခရောက်ရတယ်ဟိုလူဒုက္ခရောက်တော့တင်ဒုက္ခမရောက်အောင်အဲ့လိုကိုပြချမ်းသာသွားတာအကြောင်းတရားကဘာလဲတဲ့မြတ်စွာဘုရားတဲ့တချို့ပုဂ္ဂိုလ်တွေရဲ့ပုံမှာတပည့်တော်ရဲ့ချစ်ခင်မှုနှစ်သက်မှုဉာဏ်လုံးမှုဆွေးနွေးမှုတွေရှိတယ်တဲ့။တရားရှင်တောင်ဖွဲ့ပြီးတော့ရင်းနေဆက်ဆံထားတဲ့လူတွေရှိတယ်တဲ့။အဲ့ဒီလူတွေအပေါ်မှာတော့သူတို့ဒုက္ခရောက်ရင်အဲ့ဒါပြီးတော့ဒုက္ခရောက်လိမ့်မယ်။တချို့လူတွေအပေါ်မှာတော့ပြီးတော့ချစ်ခင်မှုနှစ်သက်မှုဉာဏ်လုံးမှုဆွေးနွေးထားမှုဘာမှမရှိဘူး။အဲ့လိုလူတွေဒုက္ခရောက်ရင်ပြီးတော့ဒုက္ခရောက်စရာအကြောင်းမရှိပါဘူး။အဲ့လိုဆိုရင်ဒုက္ခဖြစ်ခြင်းရဲ့အကြောင်းတရားဒုက္ခချုပ်ခြင်းရဲ့အကြောင်းတရားကိုသင်ကိုယ်တိုင်ပဲဖြေလိုက်ရရောက်ပြီတဲ့သူကိုယ်တိုင်လည်းဖြေလိုက်ရမရောက်ဘူးလားအားကြောင့်ဒုက္ခရောက်ကြတာလဲ
ချစ်ခင်မှုနှစ်သက်မှုမြတ်လို့မှုပတ်သက်မှုတွေရှိနေတဲ့ဒုက္ခရောက်တာဟုတ်တယ်မဟုတ်လားအဲ့ဒီမှာမြတ်စွာဘုရားကအလွန်တန်ဖိုးရှိတဲ့နော်ဒေသနာပါဆက်ပြောတယ်ဆိုတော့ဒါကြီးတဲ့အခုလောလောဆယ်ဒုက္ခဘာကြောင့်ဖြစ်ရလဲဒုက္ခဘာကြောင့်ချုပ်ရလဲဆိုတော့သင်ကိုယ်တိုင်နားလည်သွားပြီအဲ့တော့အတိတ်ကာလတုန်းကဒုက္ခဖြစ်ရခြင်းရဲ့အကြောင်းတရားဒုက္ခချုပ်ရခြင်းရဲ့အကြောင်းတရားလည်းဒါပဲတဲ့အတိတ်တုန်းကဒုက္ခဖြစ်ကြတဲ့လူတွေအဲ့ဒီချစ်ခင်မှုနှစ်သက်မှုလောဘတက်ကြောင့်ဒုက္ခဖြစ်ကြတာအတိတ်တုန်းကဒုက္ခချုပ်တဲ့လူတွေလည်းပဲအဲ့ဒီချစ်ခင်မှုနှစ်သက်မှုဉာဏ်မှုလောဘမရှိလို့ဒုက္ခချုပ်ကြတာအခုလောလောဆယ်အနေထားကိုကြည့်ပြီးတော့အတိတ်တုန်းကအနေထားကိုလည်းပဲသိနိုင်မှုရှိလို့လားရှိရနောက်အနာဂတ်မှာလည်းပဲဒုက္ခဖြစ်ကြမဲ့လူတွေကအဲ့ဒီလောဘကြောင့်ဒုက္ခဖြစ်ကြမှာပဲဟုတ်လားဒုက္ခချုပ်ကြတဲ့ပုဂ္ဂိုလ်တွေကလည်းအဲ့ဒီလောဘကိုချုပ်အောင်လုပ်နိုင်တဲ့လူတွေဒုက္ခချုပ်ကြမှာပဲအတိတ်အနာဂတ်ကိုပြစ္ဆုတ်ပါမှာဖြစ်နေတဲ့အနေအထားကိုကြည့်ပြီးတော့မြတ်စွာဘုရားကကြည်ကြဲပြည့်ညံ့နားလည်ခိုင်းတာဟုတ်လားဒါကြောင့်ပြည်သက်ပေါင်းဘယ်လိုလုပ်ဒီနားမှာထိုင်နေတဲ့တင့်ကိုဒီနားမှာထိုင်နေတဲ့မှာထိုင်ရမထဒုက္ခဘာကြောင့်ဖြစ်တယ်ဒုက္ခဘာကြောင့်ချုပ်တယ်ဆိုတဲ့အဖြစ်ကိုသိအောင်ပြောမယ်ဆိုသူရဲ့နှုတ်ကကိုထွက်စီပြီးတော့ပြောတာဘလို့မြတ်စွာဘုရားဒေသနာရမှာကျွမ်းကျင်တော်မူတဲ့ဆိုအလွန်ထင်ရှားတော့နော်အဲ့တော့ဘုန်းကြီးတို့ပြည်သက်ပေါင်းဘယ်လိုလုပ်ရှိခင်မှုတည်တဲ့မှုမြင်လို့မှုကြောင့်ဒုက္ခဖြစ်ကြရတယ်ဆိုတာတော့အလွန်ထင်ရှားတယ်ရှိခင်မှုတည်တဲ့မှုမြင်လို့မှုကြီးနေတဲ့ဒုက္ခကြီးရတယ်ဆိုတာလည်းထင်ရှားတယ်အဲ့တော့ဒါမှမဟုတ်ဘုရားတို့မှာရှိခင်မှုတည်တဲ့မှုမြင်လို့မှုအကြီးဆုံးအရာဘာလဲဆိုတော့ပြောရတယ်ဒီမိခန္ဓာကိုယ်ကြီးရဲ့အပေါ်မှာဒီချက်နဲ့ပတ်သက်ပြီးတော့လည်းပဲဩဒလမင်းကြီးကမဏိကာကိုမေးထားတဲ့အကြောင်းအရာလေးတစ်ခုကိုအခြေခံပြီးတော့မြတ်စွာဘုရားဒေသနာတစ်ခုဟောထားတာလေးရှိတယ်မဏိကာလေးတရားဆိုတာကတစ်ချိန်လုံးကအလွန်ဆင်းရဲတဲ့ပန်းရောင်စားရတဲ့ဆင်းရဲသမားလေးတစ်ယောက်ပဲမြတ်စွာဘုရားကိုမယုံမုတ်လူရမ်းပြီးတော့အဲ့ဒီစေတနာကဒီဘဝရဲ့အကျိုးပေးတာအဲ့ဒါဘုရားမင်းကြီးကရှိခင်တဲ့ဉာဏ်တော်လို့ပြပြမြောက်တာအဲ့လိုသူ့ရဲ့ကြီးသူရှင်ဟာဘုရားမင်းကြီးပဲလုံးဝပြောင်းလဲသွားအောင်လုပ်ပေးတာဘုရားမင်းကြီးပဲဘုရားမင်းကြီးကလည်းသူ့ကိုအလုံးမြတ်လို့ပါတယ်အဲ့တော့ဒီနေ့တော့ဘုရားမင်းကြီးကမဏိကာကိုပါပေးတယ်ဆိုတော့မဏိကာတဲ့ဟောဒီလောကကြီးမှာတင့်ချက်ရှိရတဲ့လူရှိသလားမေးတင့်ကိုတင်ချစ်တာတဲ့ဒီပြင်လူပေါ်မှာချစ်နေတာရှိလားလို့မေးတယ်ဒါမဏိကာကဉာဏ်ရှိတဲ့လူဆိုတော့မရှိပါဘူးလို့ဖြေလုံးဝမကြံဘောလာမင်းသူရကျင်တဲ့အဖြေမဟုတ်ဘူးသူရကျင်တာကမင်းကြီးကိုချစ်ပါတယ်ဆိုတော့သူရကျင်တာဟုတ်လားတင့်ကိုတင်ချက်ကိုချစ်ရမယ်လို့လောကမှာရှိတာဆိုတော့မရှိဘူးမင်းကြီးလောကကြီးမှာကျွန်တော်မျိုးမအတွက်ချစ်စရာကောင်းတဲ့မှာကျွန်တော်မျိုးမပဲလို့ဖြေတာအဲ့တော့မဏိကာပြန်မေးတယ်မင်းကြီးကိုတဲ့မင်းကြီးကိုထက်ပူပြီးတော့ချစ်ရမယ်လို့ရှိလားဆိုတော့သူလည်းအချက်ချင်းငါလည်းမရှိပါဘူးလို့ပဲဖြေတာဟုတ်လားမရှိပါဘူးလို့ပဲဖြေရတာအဲ့ဒါနဲ့ကောသမင်းကြီးကအဲ့ဒါမြတ်စွာဘုရားကြီးရောက်တော့သူနဲ့မဏိကာနဲ့အဲ့လိုပြောတဲ့အကြောင်းမြတ်စွာဘုရားကိုရှောက်တယ်ရှောက်တော့မြတ်စွာဘုရားဟုတ်တယ်တဲ့မင်းကြီးလောကကြီးမှာပုတ်တစ်ရှိရမယ့်လူကိုဘယ်နေရာကိုမှရှာလို့မှမတွေ့နိုင်ဘူးတဲ့တတ္တဝါတွေကပုဂ္ဂိုလ်အခြေဆုံးပဲဆရာတော်ဥစီကိန်းသားရဲ့စကားလေးတစ်ခုကိုသင်ကအလွန်တော်ကြလူတိုင်းလူတိုင်းပုဂ္ဂိုလ်ကိုအခြေဆုံးပါတဲ့ဒါကနားမလည်ဘူးဆိုရင်တော့တလောကလုံးရဲ့အလိမ်ညာကိုခံရပြီလားဖတ်ပြီးတော့တဲ့တော့ပါလားဦးဇင်းကတော့အလွန်သဘောကျတယ်တချို့သဘောချင်းမှပေါ့မယ်နော်တရားစမ်းသားနော်လူတိုင်းလူတိုင်းတတ်တော်တိုင်းတတ်တော်တိုင်းကိုယ့်ကိုယ်အခြေဆုံးပဲဒါကိုနားမလည်ဘူးဆိုရင်တော့တလောကလုံးရဲ့အလိမ်ညာကိုခံရပြီလားမှတ်တော့ဘာပြောတာလဲလူတွေကငါ့ကိုဟိုလူကတားချစ်တယ်လို့ထင်တာတွေအများကြီးရှိတယ်ဟုတ်တယ်မို့လားရှိတယ်နော်အဲ့တော့ဘာလို့လို့ဆိုတော့ကိုယ်ကလည်းပဲငါကတော့အများကြီးဖြစ်နေတာဆိုတော့တည်တော့အများကြီးခံစားရတယ်။ဒီအချင်းချင်းတော့ကိုယ်ချင်းတော်ဘောကိုလိန်ညာခံအဲ့တော့တော့ချစ်ပါဘောတိုင်းဘုလို့ကိုသူတို့ထက်ချစ်တာတော့ကိုယ့်ကိုမချစ်ပါဘူး။ကိုယ်အဲ့တိုင်းပဲလေ။အမှအကျဉ်းနဲ့ဆရာတော်မရှိပါဘူး။အဲ့ဒီမှာမြတ်စွာဘုရားကအဖို့တန်တဲ့စကားတစ်ခုတတ္တဝါတိုင်းဟာကိုယ့်ကိုအချစ်ဆုံးဖြစ်တဲ့အတွက်ကြောင့်ကိုချင်းစာစိတ်နဲ့ဘယ်လိုတတ္တဝါကမှမနှိမ့်ဆက်ရအောင်မဆင်းရဲစေရဘူး။ကိုယ်လည်းပဲကိုယ့်ကိုချစ်တယ်သူတို့လည်းပဲသူတို့ကိုသူတို့ချစ်တယ်ဘယ်သူမှပုဂ္ဂိုလ်ကိုမဆင်းရဲစေချင်ဒါကြောင့်ပုဂ္ဂိုလ်ကိုချစ်ကြတဲ့တတ္တဝါတွေကိုကိုယ်ဆင်းရဲအောင်မလုပ်ရဘူးဒါလေးကိုပြောရင်မြတ်စွာဘုရားအဲ့ဒီမှာတက်တေကပါလဲဆိုတော့
ဘလောက်ပဲလိုက်ရှာခုတ်တက်ပို့ပြီးတော့ချစ်ရမယ်လို့ဆိုတာလောကမှာမတွေ့နိုင်ဘူးလို့မြတ်စွာဘုရားဟောတာဟုတ်ရဲ့လားအဲ့တော့ဘုန်းကြီးတို့ပြည်သက်ပေါင်းတို့ဘုရားကြီးကိုလူတွေကအလွန်ချစ်ခင်နဲ့နှစ်သက်တဲ့မျက်နှာပဲအဲ့ဒီချစ်ခင်နှစ်သက်မှုမျက်နှာကဘယ်အချိန်မှအတိအလင်းနှိမ့်ဆက်မလဲလို့စဉ်းစားကြည့်ဘယ်အချိန်မှစိတ်နှိမ့်ဆက်မလဲပျက်စီးလို့မဲ့အချိန်မှနှိမ့်ဆက်မှာအဲ့ဒီပြဿနာအဲ့ဒီခက်ခဲရှိရနော်တရားဓမ္မလို့ရှင်တို့မှာကိုယ်ဘာတွေကိုပဲပိုင်ဆိုင်ထားလို့ဘယ်တော့ပဲအဆင်ပြေပါလေပြောဘာကြီးပဲဖြစ်လို့နေအဲ့ဒီအခက်ခဲရှိတယ်ပျက်စီးမှုကြုံလာတဲ့အချိန်မှာကိုကချစ်ခင်တဲ့မှုဉာဏ်လုံးမှုတွေအားကြီးနေမယ်ဆိုရင်ဒါကိုဘလို့မှလက်ခံနိုင်မှာမဟုတ်ညှင်းဆန်နေမှာပဲအဲ့လိုဆိုရင်သဘာဝတရားကြီးကလည်းပဲပျက်စီးခြင်းပြနိုင်တော့ဘုရားဉာဏ်မှာထောက်မှာမဟုတ်ဘူးလေသူလမ်းကြောင်းသူရှောက်မှာပဲလေသူလုပ်နေတာပေါ့ကိုကဈာတဲ့ဝင်ရှုပ်နေတာနားမလည်နိုင်ဘူးနဲ့ဘုရားတော်ကဘုရင်နိုင်ငံကတူနေရတဲ့တရားကြီးတရားအသက်80ကျော်ပါပြီတရားပဲအကျဉ်းအားထုတ်တယ်မတွေ့ရလည်းပဲတစ်ပေါင်း20လောက်ရှိပြီတော့တရားကြီးအသက်တွေလည်းကြီးလာပြီယောဂတွေလည်းတွေးလာတော့အသက်80နဲ့6နှစ်တောင်ရှိတယ်ဒါကြီးကသူလမ်းလူသွားနေတာဗျာတဲ့သူကလို့ပြောတယ်သူအလွန်ရင်းကျက်တဲ့ပုဂ္ဂိုလ်ပါဒါကြီးကသူလမ်းလူသွားနေတာတဲ့အဲ့ဒီတော့ဝင်မရှုပ်ဖို့ပဲလို့လေသိလားတရားမှလူကြီးတွေဘာလုပ်နေဝင်ရှုပ်တာငါရှုပ်တော့ဝင်ရှုပ်တာသဘာဝတရားကြီးဝင်ရှုပ်တာပြီးတော့ဘယ်သူခံရမှာလဲဆိုကိုခံရမှာတော့ပေါ့ရင်တော့နားလည်နိုင်တဲ့လက်ခံနိုင်တဲ့ဆိုရင်စိတ်ကဘာမှမကြည်လင်ကြအကြောင်းမရှိဘူးဆင်းရဲတဲ့အကြောင်းမရှိဘူးနားမလည်နိုင်ဘူးလက်မခံနိုင်ဘူးဆိုရင်ဒါဒုက္ခအကြီးကျယ်တွေ့ရမှာဒါကြောင့်အိဒါပေါင်းတို့ကလို့ချစ်ခင်နှစ်သက်မှုကဉာဏ်လုံးမှုကကြီးမားနေလေသူအပိတဲ့ဒုက္ခကလည်းကြီးမားနေတယ်ပဲဟုတ်ရဲ့ဒါကြောင့်ချစ်ခင်မှုလို့ပြောရင်တစ်ဖက်ရဲ့ပုံမှာချစ်ခင်တာတွေကိုကြီးပဲသွားပြီးတော့စိတ်ရောက်လို့မရဘူးအလွန်အရေးပါတဲ့ချစ်ခင်မှုကကိုယ်ခန္ဓာကိုယ်ပေါ်မှာကိုဖြစ်နေတဲ့ချစ်ခင်မှုကအရေးပါနေတယ်ဟုတ်တယ်မဟုတ်လားကျန်တဲ့ချစ်ခင်မှုဆိုတာလည်းကတော့ကိုယ်ပေါ်မှာဘဝပြည့်ပြီးတော့မှဖြစ်လာတာပါသိလားဘုဘောကောင်းလို့ချစ်တာပဲတကယ်တမ်းပုံမှန်နဲ့ပြောရရင်ဟုတ်လားဒါကြောင့်တယောက်ရဲ့တယောက်ပေါ်မှာချစ်ခင်မှုကဘာမှလေးနဲ့မှုတော့အကြီးကျယ်ကြီးရှိတယ်လို့ဦးဇင်းကမထင်ဘူးကိုယ်လိုဆန္ဒပြည့်ရင်ချစ်တာပဲကိုယ်လိုဆန္ဒမပြည့်လို့တဲ့ဒီနေ့အချစ်တော်ဘူးပဲဘုရားတော်တက္ကပညာသုတ်တံမှာတရားမင်းကြီးကမြတ်စွာဘုရားမေးလာတာရှိတယ်ဟောဒီလောကဒုသားတွေကဘေးကင်းရန်ကင်းချမ်းချမ်းသာသာအလွန်နေထိုင်လို့ရတယ်ဒါပဲလို့ဘေးအပြည့်ရန်အပြည့်ဆင်းရဲဒုက္ခအပြည့်နဲ့နေကြတာအဲ့ဒါဘာကြောင့်လဲလို့မေးတယ်ဦးဇင်းတို့ဟောတာရှိပါတယ်မငြိမ်းချမ်းတာဘာကြောင့်လဲဆိုတာအဲ့လိုမေးတဲ့အခါကျတော့မြတ်စွာဘုရားကအိတ်တာမစ္စရိယကံရောစဉ်နှစ်ပါးကြောင့်ဘေးကင်းရန်ကင်းချမ်းချမ်းသာသာနေလိုပါလေခင်နဲ့ဘေးရန်အပြည့်နဲ့ဆင်းရဲတတ်တော်တွေကနေကြအိတ်တာမစ္စရိယအနာလိုကိုဝန်တုံကိုအဲ့ဒါလည်းမင်းကဆက်ပြီးတယ်အဲ့ဒီမနာလိုမှုနဲ့ဝန်တုံမှုဆိုတဲ့အိတ်တာမစ္စရိယဘာကြောင့်ဖြစ်တာလို့လဲချစ်ချင်းမုန်းခြင်းကြောင့်ဖြစ်တာတဲ့ဒါကောသာဆက်ပြီးစဉ်းစားနော်အဲ့ဒီချစ်ချင်းမုန်းခြင်းကဘာကြောင့်ဖြစ်တာလို့လဲဆက်ပြီးအလိုဆန္ဒကြောင့်ဖြစ်တာတဲ့အလိုပြည့်ရင်ချစ်တယ်အလိုမပြည့်ရင်မချစ်ဘူးဒါစဉ်းစားနော်အလိုဆန္ဒပြည့်ရင်ချစ်တယ်အလိုဆန္ဒမပြည့်ရင်မချစ်ဘူးအဲ့လိုကနားလည်ထားတယ်ဆိုရင်ကိုယ့်ရဲ့သူများပေါ်မှာချစ်ခင်မှုနှစ်သက်မှုသူတို့ရဲ့ကိုယ့်ပေါ်မှာချစ်ခင်မှုနှစ်သက်မှုတွေကိုအများကြီးစဉ်းစားလို့မရဘူးလားရတယ်ဒီနေရာမှာချစ်ခင်မှုမုန်းတိမှုဆိုတာတွေကအဖြစ်เสียအကြောင်းတရားတွေကအလုံးများတယ်ဘုဒ္ဓတာလေးကိုအရင်ပြောပြမယ်အင်္ဂုတ္တပါဠိတော်စတုကနိပတ်ထဲမှာပေမသုတ်တံဆိုတော့သုတ်တံတစ်ပုဒ်ရှိတယ်အကျဉ်းချင်းလေးတော့အရင်ပြောပြပါမယ်ဒီကမှာတို့အင်းတို့ရဲ့ဖြစ်နေတဲ့သဘောတရားမြတ်စွာဘုရားအဲ့မှာဘာဟောပြလဲဆိုတော့ဟောဒီချစ်ချင်းမုန်းခြင်းတွေကဘာကြောင့်ဖြစ်ရတယ်လဲဆိုတော့အဲ့ဒီမှာရှုတော့တဲ့ပြောတယ်မြတ်စွာဘုရားဟောတာယန္တုတဲ့ချစ်ချင်းကြောင့်ချစ်ချင်းဖြစ်တာရှိတယ်ချစ်ချင်းကြောင့်မုန်းခြင်းဖြစ်တာလည်းရှိတယ်မုန်းခြင်းကြောင့်ချစ်ချင်းဖြစ်တာလည်းရှိတယ်မုန်းခြင်းကြောင့်ချစ်ချင်းဖြစ်တာလည်းမုန်းခြင်းဖြစ်တာလည်းရှိတယ်ဒါကိုမြတ်စွာဘုရားဘယ်လိုရှင်းပြလဲဆိုတော့ချစ်ချင်းကြောင့်လည်းချစ်ချင်းတွေဆက်ဖြစ်နိုင်တယ်သို့မဟုတ်မုန်းခြင်းတွေလည်းဖြစ်နိုင်
တစုံတယောက်ကိုကချစ်ခင်တယ်ဆိုရင်သဘောကျတယ်ဆိုလို့ရှိရင်အဲ့ဒီလူပေါ်မှာသဘောကျတယ်အဲ့ဒီလူရဲ့အပေါ်မှာမျက်နှာမှုရှိတယ်ဆိုရင်အဲ့ဒီလူပေါ်မှာကိုယ်ကထပ်ပြီးတော့မျက်နှာမှုချစ်ခင်မှုဖြစ်သွားကိုယ်နဲ့တစ်ဖက်တည်းဖြစ်သွားတာအခုမျက်နှာတဲ့လူတွေရဲ့ပေါ်မှာဒီပြင်လူတွေကလည်းမျက်နှာတယ်ဆိုအဲ့ဒီလူတွေရဲ့ပေါ်မှာကိုယ်ဖြစ်သွားလို့မျက်နှာတော့ဒါချစ်ချင်းကြောင့်ချစ်ချင်းဖြစ်သွားဟုတ်ပါလားဥပမာဒါကမလို့ရဲ့သားသမီးလေးတွေကိုအဲ့ဒါတယောက်ကအရင်တန်ဖိုးထားတဲ့မျက်နှာတယ်ဆိုအဲ့ဒီလူပေါ်မှာဘယ်လိုနေမလဲကိုယ်လည်းသဘောကျချစ်ချင်းကြောင့်ချစ်ချင်းဖြစ်တာကိုချစ်တဲ့လူတွေကိုကိုလူတွေကိုတစုံတယောက်ကအကျိုးမလိုလားဘူးမုန်းနေရန်သူလိုလုပ်နေတယ်ဆိုရင်အဲ့ဒီလူရဲ့ပုံမှာမဖြစ်ဘူးမဟုတ်မယ်အဲ့ဒါကတော့ချစ်ချင်းကြောင့်ဘုံကြီးဖြစ်တာသာသမီတွေနဲ့ဥပမာနှိုင်းရှင်ပြီးတော့စဉ်းစားရင်အဖြေလွယ်လွယ်ကူကူရနိုင်တယ်ဟုတ်လားချစ်ချင်းကြောင့်ချစ်ချင်းဖြစ်တယ်ချစ်ချင်းကြောင့်ဘုံကြီးဖြစ်တယ်ရှုပ်တယ်နော်ဒီလိုအမိုင်းများစိတ်ကအလွန်ရှုပ်တယ်နော်ကိုတယောက်တည်းပုံမှာမူတည်ပြီးတော့ဖြစ်နေတာမဟုတ်ကိုလည်းချစ်ရတဲ့လူတွေပုံမှာလည်းမူတည်ပြီးတော့ချစ်ချင်းမုန်းချင်းတွေကဆက်ဖြစ်နေသေးတယ်ဘယ်တော့ဆုံးမလဲကိုလူပုံမှာချစ်တယ်ကိုဖွဲ့စည်းပုံမှာချစ်တယ်အများကြီးပုံမှာကွာလောက်တာဆိုအဲ့ဒါတွေနဲ့ပတ်သက်တာတွေပါမုန်းတာတွေချစ်တာတွေအကုန်ရှုပ်ကုန်ဟုတ်တယ်မဟုတ်လားဒါကချစ်ချင်းကြောင့်ချစ်ချင်းမုန်းချင်းတွေဖြစ်ရတဲ့သဘောပါတခါမုန်းချင်းကြောင့်ချစ်ချင်းမုန်းချင်းတွေလည်းဖြစ်နိုင်တယ်တဲ့ကိုမုန်းတဲ့လူတွေရဲ့ပုံမှာချစ်နေတဲ့လူတွေကိုကိုကမုန်းလိုက်နေကြဟုတ်တယ်မဟုတ်လားကိုမုန်းနေတဲ့လူတွေရဲ့အကျိုးစီးပွားကိုဆောင်ရွက်နေမယ်ဆိုရင်အဲ့ဒီလူတွေပေါ်မှာကိုဘာလုပ်လဲမချမ်းတော့ဘူးကိုနဲ့ဘက်မတူတော့ကိုယ့်ရင်သူဖြစ်သွားတယ်သူ့ကိုမြင်တော့မမြင်ဘူးတော့ဒါပေမဲ့လို့ကိုယ့်ရဲ့အကျိုးစီးပွားမဲ့ကိုဘာမှမလုပ်ပေးတယ်လို့ကိုမုန်းတဲ့လူရဲ့အကျိုးစီးပွားကိုလုပ်ပေးတာနဲ့ကိုပဲအဲ့ဒီလူမှဖြစ်မလို့မဟုတ်မုန်းရင်းကြောင့်ကိုရင်းဖြစ်ကိုမုန်းတဲ့လူကိုဘေးကဘာမှအကျိုးစီးပွားအဆောင်ရဖဲနဲ့အကျိုးစီးပွားဖြစ်စီအောင်ဖြစ်စီမယ်ကိုမုန်းတဲ့လူကိုမုန်းမယ်ဆိုတော့အဲ့ဒီလူကိုကသဘောကျတယ်နော်ကျတော့လည်းဟောတာဟုတ်လားမုန်းခြင်းကြောင့်မုန်းခြင်းဖြစ်တဲ့လူမုန်းခြင်းကြောင့်ချစ်ချင်းလည်းဖြစ်တယ်ဘာမှမသိရဘူးကိုယ့်ပုံမှာဘာမှအကောင်းဆုံးဘာမှမလုပ်ပါဘူးဒါပေမဲ့လို့ကိုမုန်းတဲ့လူအပေါ်မှာကောင်းကျိုးကိုလုပ်နေရင်မုန်းမယ်ကိုမုန်းတဲ့လူပေါ်မှာဆိုးကျိုးကိုလုပ်နေမယ်ဆိုရင်ကိုချစ်တယ်ဒါတွေကအဖွဲ့အစည်းတွေနဲ့ပတ်သက်ပြီးတော့ပြောရရင်အလွန်ကျေပြန့်တယ်သူ့ဘက်ကိုယ့်ဘက်ဆိုတာဖြစ်လာပြီဆိုရင်အဲ့ဒီဟာတွေကအရန်ရှုပ်ပေးလာဟုတ်ပါလားလူတွေကအလိုလိုမှဘက်လိုက်တဲ့စိတ်ကများပါပြီဟုတ်လားသူ့ဘက်ကိုယ့်ဘက်ဆိုတာဖြစ်ပြီးဆိုရင်တော့အကြီးကြီးအခုလိုများလေဒါကြောင့်လေးသက်ကောင်းတော်တို့ချစ်ချင်းမုန်းချင်းဆိုတဲ့သဘာဝတရားတွေကဒီချစ်ချင်းမုန်းချင်းကိုပဲအခြေခံပြီးတော့အလွန်ရှုပ်ထွေးစွာကြည်ပြန့်စွာဘဝမှာဝင်ပြီးတော့နှိမ့်ဆက်နိုင်တယ်ဟုတ်ရဲ့လားအဲ့တော့ဦးဇင်းဆက်ပြီးတော့ပြောရတာကဒုက္ခဖြစ်ခြင်းရဲ့အကြောင်းတရားလို့မြတ်စွာဘုရားဟောကြားတယ်ဒီချစ်ချင်းတရားတွေကဘာကြောင့်ဖြစ်လာတာလို့အဓိကအကြောင်းတရားပေါ့နော်ခုပြောလိုက်တာကတော့ချစ်ချင်းမုန်းချင်းဒီပင်နဲ့ချစ်ချင်းမုန်းချင်းရဲ့အကြောင်းတရားတစ်ခုအနေနဲ့မြတ်စွာဘုရားဟောကြားတာလေးကိုလောကအနေနဲ့စဉ်းစားဖို့လေးပြောပြတာပေါ့အဓိကကြတဲ့လေးနဲ့တဲ့အကြောင်းတရားကဘာလဲဒီချစ်ချင်းဖြစ်လာခြင်းရဲ့အဓိကအကြောင်းတရားဥဒ္ဒံပါဠိတော်မှာမြတ်စွာဘုရားဥဒ္ဒံကျူထားတဲ့ဂါထာလေးတစ်ခုရှိတယ်အဲ့ဒီဂါထာလေးကိုမပြောသေးခင်မှာအဲ့ဒီဂါထာလေးကိုဘာကြောင့်မြတ်စွာဘုရားဥဒ္ဒံကျူခဲ့တာလို့ဆိုတဲ့အကြောင်းလေးကိုအရင်ပြောပြတယ်အဲ့ဒီအကြောင်းအရာလည်းစိတ်ဝင်စားကြကောင်းတယ်ကြာဘူးကြီးသားပဲများမှာပါအဲ့ဒီအကြောင်းအရာကိုပြောလိုက်မှလည်းပဲဒီဥဒ္ဒံပါဠိတော်ဥဒ္ဒံစကားတော်လေးရဲ့အဓိပ္ပာယ်ကပို့ပြီးတော့လည်းပေါ်လင်းရှင်းရှားတယ်မြတ်စွာဘုရားလက်ထက်ကရှင်သီဝလိဆိုတာပေတတော်အလုံးကြားဘူးနော်လက်ကပါရမှာဣတတေကြားအဲ့ဒီရှင်သီဝလိရဲ့မယ်တော်သုပ္ပဝါဒမင်းသမီးဆိုတာရှိတယ်အဲ့ဒီသုပ္ပဝါဒမင်းသမီးကဒီရှင်သီဝလိကိုဗိုက်ထဲမှာ9နှစ်နဲ့9လလွယ်ရတယ်သူတို့သားမီး2ယောက်ရဲ့ရှိကအတိတ်ကနော်မိုင်မဲခဲ့တဲ့အပြုအမူခံတရားရဲ့အကျိုးပေးချက်ကိုသူတို့ရတာအဲ့ဒီအကြောင်းအရာတော့ကျွန်တော်မပြောတော့ပါဘူးအဲ့တော့မွေးဖွားကနေမှာ9ရက်လောက်တောင်မှမေ့မျောလိုက်တတိယလိုက်ဝေဒနာကိုအပြင်းထန်အကြီးကျယ်ခံစားရဒီသဘာဝနာမင်းသမီးကအရင်ဆင်းရဲတယ်ဒါပေမဲ့သူကအရိယာပုရောဟိတ်ဖြစ်တဲ့အတွက်ကြောင့်မြတ်စွာဘုရားရဲ့ဂုဏ်တရားတော်ရဲ့ဂုဏ်သံဃာတော်ရဲ့ဂုဏ်ကိုအာရုံပြုပြီးတော့သူရဲ့ခံစားရတဲ့ဝေဒနာကိုတတ်တတ်အောင်သူစဉ်းစားဆင်ခြင်မှုနဲ့ကြော်လွှားနိုင်အောင်ကြိုးစား
မြတ်စွာဘုရားဒီလိုဒုက္ခတွေကလွတ်ပင်းအောင်တော်ကောင်းတရားဟောတာမြတ်စွာဘုရားကိုကြည်ညိုတဲ့စိတ်နဲ့ဒုက္ခကိုလျှော့ပါအောင်ကြိုးစားအထုတ်တယ်။တရားတော်မြတ်စွာဘုရားကြည်ကြံနေဆိုရင်ဒီဒုက္ခတွေကလွတ်ကင်းမှာ။တန်ခါတော်ရှင်မြတ်တွေကဒီဒုက္ခတွေကိုလွတ်ကင်းအောင်သူကျင့်သုံးနေကြတာ။အဲ့ဒါလိုမျိုးသူစဉ်းစားပြီးတော့ဒီဝေဒနာကိုနေတာနဲ့အနေထားတည်းဖြစ်အောင်သူကြိုးစားတာ။အဲ့ဒါနဲ့ဝေဒနာတွေကြားထဲမှာပဲသူရဲ့ခင်မွန်းတဲ့ဖြစ်တဲ့ဟောလိယမင်းသားကိုသူလွတ်တယ်။မြတ်စွာဘုရားကြီးကိုလွတ်တယ်။မြတ်စွာဘုရားကိုသွားပြီးတော့လျှောက်ထားကြည့်ပါမင်းသမီးဟာအလုံးတရားကဆင်းရဲတင်မှမှာဒါပဲလို့မြတ်စွာဘုရားရဲ့ခြေတော်ကိုရှိခိုးလိုက်ပါတယ်ဆိုပြီးတော့ပြီးတော့လျှောက်ချပါမြတ်စွာဘုရားကိုရှိခိုးခိုင်းတာအဲ့ဒါနဲ့အဲ့ဒီမင်းသားသူ့ရဲ့ခင်မောနဲ့ယောက်ျားသွားပြီးတော့မြတ်စွာဘုရားကိုကြိုးကြောင်းလျှောက်တော့မြတ်စွာဘုရားကတပ္ပဝါဒမင်းသမီးချမ်းသာပါစေတည်းလို့မေတ္တာပြုပါအဲ့ဒီမေတ္တာပြုတဲ့ခဏမှာပဲချမ်းသာတာအာယောက်ျားလေးမွေးဖွားတယ်မြတ်စွာဘုရားရဲ့တကူတော်နဲ့အံ့ဩစရာအဲ့ဒါကိုဒီပြည့်တဲ့ပုဂ္ဂိုလ်ကမြတ်စွာဘုရားရှင်မှာဆိုတော့မသိသေးဘူးအဲ့ဒါနဲ့အိမ်ကျမ်းလာတဲ့အခါကျတော့တရားဥစ္စာတွေမွေးဒုက္ခတွေကနော်လွတ်ကင်းကြရသွားတယ်အဲ့ဒီမှာမြတ်စွာဘုရားကိုအလွန်ကြည်ညိုတဲ့အတွက်ကြောင့်ဥပဝါဒမင်းကြီးထပ်ပြီးတော့သူ့ရဲ့ခင်မောတဲ့ယောက်ျားကိုလှုပ်ပြန်တယ်ဘုရားမှုရှိတဲ့တန်ခါတော်လေးကိုတိမ်ကို9ရက်တိတိဆုံးဖြတ်ချင်ပါတယ်ဒါကြောင့်ဟောပြီးတော့ရှောက်ထားပေးပါအဲ့ဒါနဲ့တစ်ခေါက်ပြန်ပြီးတော့သွားကိုရောက်တဲ့ခါကျတော့မြတ်စွာဘုရားကိုဆုံးသပင့်တော့မြတ်စွာဘုရားရှင်မမောကလံကိုအမင်းရှိတယ်ဗာမင်းရှိလို့ဆိုတော့စိတ္တမောကလံနဲ့မနေ့ဖြန်မှာဆုံးသပင့်ထားတာတင့်ရဲ့တခါလေးကပင့်ထားတာအဲ့ဒီတခါလေးကိုသွားပြီးတော့ခွင့်တောင်းကြည့်သုဘဝါဒမင်းသမီးဟာအလွန်ဆင်းရဲဒုက္ခကနေကြီးမားတဲ့ဒုက္ခကနေတော့လွတ်မြောက်တဲ့အချိန်မှနေနဲ့ခုနှစ်ရက်တိဆုံးဖြတ်ခြင်းနဲ့ဒါကြောင့်ခုနှစ်ရက်ပြည်ပြီးမှတင်လို့ဆုံးဖြတ်မှလို့ပြောကြည့်မြတ်စွာဘုရားကအရင်လက်ခံပြီးသားဆုံးသပြင်ထားတာကိုအဲ့လိုမျိုးကျင့်လက်အောင်ပြောခိုင်းတာအဲ့ဒါနဲ့ရှင်မမောကလံကသူ့ရဲ့တရားလေးဆိုတော့ပြောတာဒါကြီးသုဘဝါဒမင်းသမီးကိုအရင်ဆုံးကပ်ပါစေပြီးမှတင်လို့ဆုံးကပ်ပါကြိုးကြောင်းပြောတာပြောတဲ့အခါကျတော့အဲ့ဒီတရားကြီးကလည်းအစွမ်းစားရှိတယ်ဇာတ်ရှိတယ်လို့ဆိုကြပါစို့။အားလျှောက်မယ်ဆိုရင်အရှင်ဘုရားတဲ့တပည့်တော်ရဲ့အသက်ရယ်တပည့်တော်ရဲ့စိစိဥစ္စာရယ်တပည့်တော်ရဲ့ယုံကြည်မှုတတ်တာတရားရယ်ဒီသုံးခုကို9ရက်အတွင်းမပြည့်စည်ပါဘူးလို့အာမခံနိုင်မယ်ဆိုရင်အရှင်ဘုရားအဲ့ဒီလိုဆွမ်းသားပေးလိုက်ပါသိလားသူ့ရဲ့အသက်ရယ်သူ့ရဲ့စိစိဥစ္စာရယ်သူ့ရဲ့ယုံကြည်မှုတတ်တာတရားရယ်ဒီသုံးချက်ကို9ရက်အတွင်းမပြည့်စည်ပါစေဘူးလို့အရှင်ဘုရားအာမခံနိုင်ရင်ခုနှစ်ပြီးမှပြောလို့ဆုံးကပ်ပါမယ်တဲ့အဲ့လိုပြောတဲ့ခါကျရှင်မောကလံတခါကြီးတဲ့တင့်ရဲ့အသက်ရယ်တင့်ရဲ့စီးတဲ့ဥစ္စာရယ်ခုနှစ်ရက်မပြည့်စည်ကြရဘူးလို့ငါအမခံနေတဲ့ဒါပေမဲ့တင့်ရဲ့တရားတရားကိုတော့သင်ကိုယ်တိုင်ပဲမပြည့်စည်အောင်ဆောင်ရှောက်ပါတဲ့ကျမ်းစာမှာလာတဲ့အဖြစ်ရလေးတွေကအလုံးမသားစရာကောင်းတယ်နော်ဒိဋ္ဌိကဘာပြောတာလဲအသက်ကိုဥစ္စာပစ္စည်းကိုမပြည့်စည်အောင်ဆောင်ရှောက်ရတာလေတရားတရားကိုမပြည့်စည်အောင်ဆောင်ရှောက်ရတာဥက္ကတေဆိုတဲ့အဓိပ္ပာယ်ကြောင်းနေဘူးလားစဉ်းစားကြည့်နော်အဲ့လိုပြောတဲ့အခါကျအဲ့ဒီကရတဲ့သဘောကျဟုတ်တယ်အဲ့ဒါတော့ငါကိုယ်လည်းပဲစောင့်ကြည့်မှစောင့်ရှောက်မှပဲရမယ်ပေါ့နော်အဲ့ဒါနဲ့သူဖွင့်ပေးတယ်ဖွင့်ပေးတဲ့အခါကျတော့အမြတ်စွာဘုရားကိုရှိတဲ့တန်ခါတော်လေးသဗ္ဗဝါဒမင်းသမီးရဲ့အိမ်ကို9ရက်ကြီးကြီးဆုံးဝေးကြအဲ့ဒီလိုမျိုးဆုံးသားကြွတဲ့အခါကျတော့ဒီတိဝလိကနော်9နှစ်သားလေးဖြစ်နေပြီလို့ဆိုကြပါစို့စံကျင်ဖို့ပေါ့နော်လောကကြီးရဲ့စံကျင်ဖို့တတ်တဲ့စကားတွေပါလေလက်တက်နေပြီးပြောတတ်နေပြီဘယ်သူနဲ့စကားပြောတာလို့ဆိုတော့ဦးဇင်းတို့ရှင်သာရိပုတ္တရာနဲ့စကားပြောတာအဲ့ဒါရှင်သာရိပုတ္တရာကမေးတာဘယ်နဲ့တော့ချမ်းသာတာရှိလားအဲ့တော့ဒီကလေးကဘာပြောလို့ဆိုတော့9နှစ်နဲ့9လတီးကိုယ်တိုင်ထဲမှာနေခဲ့ရတာဘယ်လိုချမ်းသာနိုင်လို့ဘုရားအဲ့ဒါရှောက်အဲ့လိုမျိုးအခြေချစကားပြောတာကိုမေတော်ဖြစ်တဲ့သုဘဝါဒမင်းသမီးကမြင်တဲ့အခါကျတော့အယံကြည်လို့တယ်သူစိတ်ချက်ကြည်စမ်းငါရတာတရားစစ်သူကြီးရှင်သာရိပုတ္တရာနဲ့ပြန်ပြီးတော့စကားဆိုနိုင်တယ်အလုံးပီတိဖြစ်အကြည်ပွားချမ်းသာတဲ့သာသမီကိုမြင်ရတော့ဒီပါရဲ့မူရိတာသဘောကတော့ဒါအတိုင်းဆက်မှဖြစ်မှာပေါ့နော်အဲ့လိုမျိုးပီတိတွေဖြစ်ပြီးတော့ကာယမှုတွေဖြစ်နေတာကိုဘယ်သူကသိအောင်ဆိုမြတ်စွာဘုရားသိတဲ့အခါကျတော့အဲ့ဒီသုဘဝါဒကိုမြတ်စွာဘုရားဘာမရှိဘူးဆိုတော့ရှင်သမီးသုဘဝါဒတဲ့ဒီလိုသားမျိုးကိုရမယ်ဆိုလို့ရှိရင်မင်းဘယ်နှယောက်လောက်ရခြင်းတော့
ဆိုတော့ဝိသကာကိုမေးလို့မျိုးမေးတာနော်သူကအရင်ကျင့်နေနေတာအဲ့တော့သူ့ဘဝကဘာပြောလို့ဆိုတော့9 ယောက်လောက်ရကျင်တယ်လို့ပြောလိုက်ဆိုတော့မှသူ9 နှစ်နဲ့9 လကိုယ်ဆောင်ခဲ့ရတဲ့ဒုက္ခတွေကိုမဖြစ်သွားဘူးမေးသွားပြီတော့တာယာပြန်နဲ့တွေ့နိုင်တဲ့ဒုက္ခတွေကိုတက်ပြီးတော့မေးတာပဲအဲ့တော့ဘာမှမလို့ဆိုတော့ရေတရားတို့ထဲမှာဥစဉ်တွေ့ရတယ်ဘုံဘုံတို့ကအမှတ်ကိုမရှိဘူးတဲ့ဆိုတော့ရတဲ့ဘုသူပြောတာသိလားဝေဒနာတွေယောဂတွေဖြစ်လာပြီဆိုရင်တော့နောက်တရားအထုတ်ဖို့တဝေကရတယ်ပေါ့အလုံးပြောက်သွားပြီဆင်းပြေးသွားပြီဆိုရင်လည်းဘယ်ရောက်တော့မသိဘူးအမှတ်ကိုမရှိဘူးတဲ့ဆိုရတဲ့ဘုသူပြောတာနော်ဟုတ်ပါဦးဇင်းတို့တွေလည်းပဲအစတော်ကြီးတောင်အဲ့လိုဆိုမှတော့နော်ဒါကမှတော့ဦးဇင်းတို့တွေလည်းပဲအဲ့လိုလေးကပဲဖြစ်ဖို့မများဘူးလားဒုက္ခတွေ့လာပြီဆိုမှသူတော်တရားကိုမှတ်ရကြတာဒါကြောင့်တစ်ခါဒုက္ခကတော်တော်တန်ဖိုးရှိတယ်လို့တော့ပြောရခြင်းဟုတ်လားစာရေးဆရာကြီးတယောက်ရေးထားရှိတယ်ဒေါက်တာသိန်းလွင်တော်တော်သဘောကျတယ်ငယ်ငယ်တုန်းကဖတ်တာမကြမ်းမာခြင်းတွေလက်တစ်ပါးနဲ့ဆောင်းပါးပေါင်းစံတယ်သိလားအမနဲ့ဟာတော့ဆိုဖတ်ကြည့်တာတကယ်ဟုတ်တယ်ဗျာဦးဇင်းကထောက်ခံတယ်သူ့အယူဆသူအရေးထားလို့ဆိုတော့သူကျမ်းမာရေးကောင်းနေရင်လည်းများသောဖြင့်လူမှုရေးကိစ္စတွေနဲ့ရှုပ်ထွေးပြီးတော့ဘာသာရေးဘာတရားမှအမှတ်မရဘူးအကျမ်းမာဘူးဆိုတော့မှအခြေအနေရတဲ့စာတွေဖတ်ဖြစ်တယ်ကောင်းတာလုပ်ပြီးသူနဲ့မှလည်းတွေ့ရမယ်နဲ့သူ့အတွက်ကတော့မကျမ်းမာခြင်းဟာအလွန်ကောင်းတဲ့လက်ကြီးပါလို့ရှိရင်လက်ခံလားမသိဘူးဒါကြောင့်မိသက်ကောင်းတယ်လို့ကျမ်းမာရေးတွေလည်းတစ်ပါးဆိုတော့ကျမ်းမာရေးကောင်းလို့ကောင်းဖို့အရေးကြီးဖို့မြတ်စွာဘုရားဟောထားတာဒါအလွန်မှန်ပါတယ်သို့သောပုထုဇဉ်တို့ရဲ့သဘာဝအရှင်ကြီးနေလို့ရှိရင်သူတော်တရားကိုမေ့နေတာပဲများအရှင်မကြီးမှုနဲ့တွန်းပို့မှဒကာမတို့ကြီးတို့တွေကရှေ့ကိုနည်းနည်းရောက်တာဥစိတ်တဲ့ပုဂ္ဂိုလ်ဆိုရင်တော့သွားဖို့အတော့ခက်တဲ့ခရီးပဲဒီကြီးဟုတ်လားကိုယ်ရောက်ပါပြီတော့စကားတွေကသုဘဝအမင်းသမီးကမဖြစ်သွားဘူး။သူကလည်းမေးပါဟုတ်လား။သူအရှင်ပြေတာကိုတွေ့ရတဲ့ခါကျအရှင်ပြေတာကိုမေးသွား။တရားကဘဝမှာအရှင်ပြေတာနဲ့မပြေတာတွေကရောနေတာ။အရှင်ပြေတာကိုမစွန့်နိုင်တဲ့ကြအရှင်မပြေတာကိုလည်းပဲသိပိတ်ထားရမှာ။ဒါနားလည်ဖို့လိုတယ်။အရှင်ပြေတော့ပြုံနဲ့အရှင်ပြေမှမဲ့ဒါသိသေးတယ်မရှိဘူး။ဟုတ်လား။အရှင်ပြေတဲ့အချိန်မှာမဲ့ဖို့ကြရင်အရှင်ပြေတော့ငါညာကြီးပြုံးခဲ့တာပဲထေလိုက်ဖို့ကောင်းတယ်။ဟုတ်တယ်ပေါ့လား။ဒါကြောင့်ပြည်တော်တော်လို့သုဘဝတ္တရဲ့အဲ့ဒီအဖြစ်ကိုမြတ်စွာဘုရားကဘလောက်ဓမ္မတန်ဝင်ကရမလဲအဲ့ဒီအချိန်မှာမြတ်စွာဘုရားကသောတော်ဦးဇင်းမပြောသေးဘူးဆိုတဲ့ဂါထာလေးကိုကိုယ်လည်းကျူတာအလွန်ကောင်းပါလေအဲ့ဒီဥဒ္ဒဂါထာဒါကမကြောင်ကြလည်းပြောပြတယ်အဲ့ဒီဥဒ္ဒဂါထာလေးအာသာတတတ္တရူပေနပိယရူပေနအပိယဒုက္ခဒုက္ခတရူပေနပမတ္တမတိဝတ္တိတူတူလေးဂါထာလေး၄ပါးတာအလေးပဲအလောက်အားဒီရပါပြောလို့ဆိုတော့အာတာတန်တတရူပိနတာယာပဲမဟုတ်တဲ့လောကကြီးကတာယာဘောယာလိုလိုနဲ့ပမတ္တမတိဝတ္တိမေးလျော့နေကြတဲ့တတ္တဝါတွေကိုလွှမ်းမိုးဖိစီးနှိပ်စက်ထားတယ်။သုံးချက်ပြောမှအဲ့ဒါတစ်ချက်။တာယာဘောယာမဟုတ်တဲ့လောကကြီးကတာယာဘောယာလိုလိုနဲ့မေးနေကြတဲ့တတ္တဝါတွေကိုလွှမ်းမိုးဖိစီးထားတယ်။အာတာတန်တတရူပိနပိယရူပိနအပိယချစ်ခင်နှစ်သက်ပေါ်ရမဟုတ်တဲ့လောကကြီးကချစ်ခင်နှစ်သက်ပေါ်ရလိုလိုနဲ့ပမတ္တမတိဝတ္တိမေးလျော့နေကြတဲ့တတ္တဝါတွေကိုနှောမှုပြည့်ထားတယ်ဒုက္ခဒုက္ခတရူပိနဆင်းရဲတဲ့လောကကြီးကချမ်းသာလိုလိုနဲ့ပမတ္တမတိဝတ္တိမေးလျော့နေကြတဲ့တတ္တဝါတွေကိုနှောမှုပြည့်ထားတယ်ဒါကလည်းမလို့ဦးဇင်းတို့ကိုတတိပြောနေတဲ့စကားဟုတ်လားတကယ်လောကကြီးကအာရဝယ်မရှိဘူးဆိုတဲ့သဘောချစ်ခင်စရာမရှိဘူးဆိုတဲ့သဘောချမ်းသာဒုက္ခမရှိဘူးဆိုတဲ့သဘောကိုလည်းတစ်ခါလေအဓိပ္ပာယ်ကတက်ရောက်ပြီးသားဟုတ်လားဒါပေမဲ့လို့ကိုကမေ့နေတယ်ဆိုရင်အဲ့ဒီအာရဝယ်မဟုတ်တဲ့လောကကြီးကလည်းကိုယ်စိတ်ထဲမှာလို့ဖြစ်နေတာအာရဝယ်လာကြီးဖြစ်နေတာအာရကြီးရဲ့လှည့်စားမှုကိုကိုဟာအကြီးကျယ်ခံရတယ်ဘာကြောင့်ခံရတာလဲဆိုတော့အဓိကကြားတဲ့တော့ကြတဲ့စကားလုံးကပမတ္တမတိကိုတတိမေ့နေလို့နှောမှုဖြစ်နေတာကိုခံရတာအလွန်အမြတ်သာရှိတယ်တူတူလေးနဲ့ထိမိအောင်ပြောနိုင်တယ်ဟုတ်လားအာရဝယ်ဘုဒ္ဓလောကကြီးကိုအာရဝယ်လို့ကိုယ်စိတ်ထဲမှာထင်သွားတာဘာကြောင့်လဲလို့ပြီးရင်တတိမရှိလို့ပြောရင်အဲ့ဒါပဲချစ်ခင်တရားဘုဒ္ဓလောကကြီးကချစ်ခင်လိုရာလိုနဲ့ကိုယ့်ကိုလှည့်စားပြီးတော့ချစ်ခင်မှုတွေဖြစ်သွားအောင်ကိုယ့်ကိုနှိုးဆော်နေတယ်လို့တိုက်တွန်းနေတယ်လို့လှည့်စားနေတာဘာကြောင့်ကိုခံရတာလဲပြီးရင်တတိမရှိလို့ပပတ္တမတိဝတ္တိဟုတ်လား
ဆင်းရဲတဲ့လောကကြီးကချမ်းသာတော်လို့လည်းကိုယ်ကိုနှိမ့်ဆက်တယ်နှုံးမှုတယ်ပြည်ကြီးတယ်ဆိုတာဘာလို့လဲကိုယ်မှာတတိမရှိတော့တာယာပဲမရှိတာကိုလည်းမသိတော့ဘူးချစ်ခင်ပွဲမရှိတာကိုလည်းမသိတော့ဘူးချမ်းသာမှုမရှိတာကိုလည်းမသိတော့တာယာဘုရားကြီးကိုပဲတာယာပဲလို့ထင်သွားရောချစ်ခင်ပွဲဘုရားကြီးကိုပဲချစ်ခင်ပွဲရတယ်လို့ထင်သွားရောရှင်းရတာလေးကိုပဲရှင်းတာလေးလို့ထင်သွားတယ်သုံးချက်ပြောတာမြတ်စွာဘုရားတာယာဝေချစ်ခင်ပွဲချမ်းသာတကယ်တမ်းအဲ့ဒီသုံးချက်ကလောကမှာမရှိဘူးသို့တော်လည်းကိုကမေ့နေတဲ့အခါကျတော့အဲ့ဒီမရှိတဲ့တရားတွေကလည်းအဲ့ဒါတွေရှိတယ်လို့လည်းကိုယ့်ကိုလှည့်စားသွားကိုကအလိညာခံရအာယုန်ရဲ့လိညာမှုကိုခံရတာဒါလူငယ်တွေနားလည်အောင်ရှင်းရှင်းပြောတာကိုကအနုတ္တရမကင်းသေးတဲ့အခါကျတော့တတိလည်းမရှိဘူးဆိုလို့ရှိရင်အာယုန်တွေကကိုယ်ကိုလှည့်စားပါဆရာကြီးဦးရွှေအောင်ရေးထားတဲ့ဆောင်းပါးလို့ရှိတယ်အာတဝတိမာယာရှိကံဆောင်းပါတယ်ဖတ်ကြည့်စီခြင်းတော့ဆရာကြီးကတော့အရှင်းရတော့ခပ်ပြင်းပြင်းလေးတွေရေးတာတော့အချို့လည်းပဲဦးဇင်းတို့ဖတ်ကြည့်တယ်ကောင်းကောင်းနားမလည်တာလည်းရှိပါတယ်အဲ့ဒီအာတဝတိမာယာရှိကံမှာဘာရေးထားလဲဆိုတော့ပုံမြင်နေတဲ့မှာရှိကံတစ်ခုရဲ့ရှိကံတစ်ခုရဲ့အကြောင်းကိုဗမာပုံမြင်ထဲမှာပြောထားတာရှိတယ်အဲ့ဒီရှိကံကအလွန်စွမ်းတယ်အဘိုးကြီးတွေပါလေခုတ်ချလိုက်လို့ရှိရင်အသက်20အရွယ်လေးတန်းဖြစ်သွားတယ်။အမေကြီးတွေပါလေတက်ကြီးတွေခုံလိုက်ရင်ခုံချလိုက်ရင်16နှစ်သမီးအရွယ်တန်းဖြစ်သွားတယ်။ရေကမှာစွမ်းအဲ့ဒီမှာချလာတဲ့တတ်တော်လေးအကုန်လုံးအဲ့လိုကြောင်းနဲ့ပြည့်နိုင်တဲ့အစွမ်းရှိတယ်။အခုအာယုန်တွေကလည်းပဲပင်ဘောကသူတို့ဟာတရက်မဟုတ်ဘူးတက်ရှိမဟုတ်ဘူး။ပုဂ္ဂိုလ်တ attva မဟုတ်။သို့တော့သူတို့မြင်လိုက်တာနဲ့ကြားလိုက်တာနဲ့မြင်ရကြားရတဲ့ပုဂ္ဂိုလ်တွေရဲ့စိတ်ထဲမှာတက်ရှိတယ်လို့ထင်အောင်ဓာတ်တွေလို့ထင်အောင်ပုံသဏ္ဍာန်တွေလို့ထင်အောင်သူတို့ကမလုပ်နိုင်ပယ်စားနိုင်ကျေရတာဥမှန်ပေးတာအဲ့ဒါကိုယ့်ရဲ့အတွင်းစိတ်မှာအနုတ္တရလည်းမကင်းသေးဘူးတတိပညာလည်းမထားနိုင်အဲ့လိုဆိုရင်အာယုန်တွေကမဖြစ်လို့ပယ်စားသွားတော့အာယုန်ကတော့သူကလည်းသူကပြောလို့သူ့လို့ပဲသူလုပ်မယ်ပေါ့နော်တော့ကိုကလှည့်စားတာမခံရင်ဘူးလိညာတာမခံရင်ဘူးဆိုကိုဘာလို့မလို့တတိရှိရတယ်အဖြေရအဲ့ဒါပဲ။ဘာကြောင့်ချစ်ခင်ခြင်းလက်သက်ခြင်းတွေဖြစ်နေတာလို့ပြောရင်တတိမရှိလို့အမှန်မသိရလို့ဖြစ်ရတာ။တတိမရှိတော့ဖြစ်နေတာကတစ်မျိုးထင်နေတာကတစ်မျိုးလွဲရတော့တာ။ဘာကြောင့်ချစ်ခင်မှုဖြစ်ရတယ်ဆိုတဲ့အဖြေကိုသိရင်အဲ့ဒီချစ်ခင်မှုမဖြစ်ချင်ဘူးဆိုရင်ဘယ်လိုလုပ်ရမလဲဆိုတော့တန်းပြီးတော့သိလို့လားသိရမယ်။တတိမရှိရင်မှားရပြီးတော့ချစ်ခင်မှုတွေဖြစ်တယ်။အဲ့လိုဆိုရင်ချစ်ခင်မှုမဖြစ်ချင်ဘူးဆိုရင်တတိရှိပြီးတော့အမှန်တရားကြိုးစားတာပဲဟုတ်တယ်မဟုတ်လားဒါကြောင့်ပြီးတဲ့ကောင်းတဲ့လူကောင်းတို့တတိထားတဲ့လုပ်ငန်းစဉ်ကိုဒီပြည့်ပြည့်တဲ့လုပ်ငန်းစဉ်ကိုကြိုးစားနေတယ်ဆိုတာအဲ့ဒီဒုက္ခရဲ့မူရင်းကြတဲ့အကြောင်းတရားချစ်ခင်တဲ့ဉာဏ်မှုလောဘကိုတဖြည်းဖြည်းနဲ့နေပါအောင်ကြိုးစားအောင်ဘယ်လိုနည်းနဲ့ကြိုးစားအောင်ဆိုအမှန်သိတဲ့နည်းနဲ့ကြိုးစားရအောင်နောက်တတိရှိရင်ရှိသလားဒီယုတ်တဲ့နာတဲ့သဘာဝတရားတို့ရဲ့အခြေအနေမှကိုနားလည်နိုင်မယ်အခြေအနေမှာကိုနားလည်ရင်နားလည်တော့အခြေခံမှုတည်မှုဉာဏ်မှုတွေကိုလျှော့ပါလို့ပြောကြမလို့လျှော့ပါလို့ပြောလို့လည်းပဲလျှော့သွားမယ့်အနေအထားမရှိဘူးသူကြောင့်တဲ့နဲ့သူလားအမှန်မြင်လို့ရှိရင်လိုလိုရော့မှာပဲအမှန်မမြင်ဘူးဆိုရင်တော့ဘလို့လေးပဲပြောနေနေရော့မှာမဟုတ်ကိုယ်တော့ရော့ချင်ရော့မှာလေမဟာနမင်းသားကြီးကမြတ်စွာဘုရားမေးတာတူရှိတယ်မြတ်စွာဘုရားတဲ့လူချင်းမှုလောဘတွေဖြစ်ရတာမကြည်တတ်တဲ့ဒေါသတွေဖြစ်ရတာမကောင်းဘူးလို့ပြီးတော့သိပါလေဒါပေမဲ့အဲ့ဒီလောဘဒေါသတွေကခဏခဏဖြစ်နေတယ်အဲ့ဒါဘာကြောင့်မလို့လဲတရားဓမ္မတို့ပူဇော်နေမေးပြီးတော့အောင်မေးစဉ်းစားကြည့်နော်လောဘတွေဒေါသတွေမကောင်းဘူးလို့ဆိုတော့ဦးဇင်းတို့လည်းသိတယ်တရားဓမ္မတို့လည်းသိတယ်ဒါပေမဲ့အဲ့ဒါတွေကအဖြစ်နေဖြစ်နေတယ်အဲ့ဒါဘာကြောင့်လို့မေးတာအဲ့တော့မြတ်စွာဘုရားလည်းရှင်းရှင်းပဲအဲ့ဒီလောဘဒေါသမောဟတွေမပယ်ရသေးဘူးကိုဖြစ်နေတာမပင်နိုင်သေးဘူးအနုတ္တရသဘောနဲ့ရှိနေတယ်အဲ့ဒီအနုတ္တရလေးအားကောင်းအောင်လည်းပဲအခုပစ္စကအခြေအနေမှာကြိုးစားနေသေးတယ်အဲ့ဒီချိန်လုံးကဆိုလက်ခဲ့တယ်ကြည်လက်ခဲ့တယ်ဆိုတဲ့အနေအထားတွေကအနုတ္တရသဘောနဲ့အထက်ထက်ဇယဝါဒနာတွေအနေနဲ့ဒီကမတို့ရဲ့ပစ္စကအတွင်းတဏ္ဍာမှာသိမ်းထားတယ်ဆိုတဲ့သဘောမျိုးဒါတင်စားပြောတာအနုတ္တရမရှိဘူးလားရှိပါတယ်အဲ့ဒီအနုတ္တရအမြင့်တက်တွေကိုအားကောင်းအောင်အခုဘာလုပ်နေလို့ဆိုအားကောင်းအောင်ထပ်ပြီးတော့လုပ်နေသေးတယ်နှစ်သက်မှုမြင်မှုတစ်ခါဖြစ်လိုက်တဲ့အနုတ္တရကအကောင်းသွားတယ်အကျဉ်းမှုတွေတစ်ခါဖြစ်လိုက်တဲ့ခရိကာနုတ္တရကအကောင်းသွားတယ်
တရားဓမ္မကိုကြိုးစားအထုတ်တယ်ဆိုတာအဲ့ဒီလူတရားတွေအားနည်းအောင်ကြိုးစားအဲ့တော့ကိုကအားကောင်းအောင်ကြိုးစားလိုက်အားနည်းအောင်ကြိုးစားလိုက်ဆိုတော့တရားဓမ္မတော့အတက်ကြဘလို့ရှိမလဲအယောနဲ့အနေနဲ့ဘလို့ရှိမလဲဒါစဉ်းစားဖို့မလိုဘူးလားရောအောင်လုပ်တဲ့ခါလည်းရှိတယ်အောင်လုပ်နေတဲ့ခါလည်းရှိတယ်ဆိုတော့လည်းသဘောပေါက်ဖို့လိုတယ်နော်ဒါကြောင့်တချို့ကတို့ပဲတရားအထုတ်တာလည်းကြားလာပါပြီတရားမသိမြတ်လည်းမရဘူးလို့ပြောကြတာလည်းရှိသေးတယ်ဟုတ်လားတော့ရအောင်လုပ်တဲ့အပိုင်းရှိတယ်လို့မရအောင်လုပ်နေတဲ့အပိုင်းတွေကလည်းရှိနေသေးတာဒါနားလည်းဖို့လိုတယ်မရအောင်လုပ်တယ်ဆိုတာကတော့မရအောင်တကယ်လုပ်နေတာတော့မဟုတ်ဘူးပေါ့လောဘဒေါသတွေကိုအားကောင်းအောင်မလုပ်နေတော့ထက်ပြီးတော့အားဖြည့်အာယုန်တွေတွေ့တိုင်းအကျဉ်းနဲ့ချက်တွေဖြစ်တယ်လူကျင်မှုတွေဖြစ်တယ်ဒါပါဖြစ်လို့အနုတရားတွေအားကောင်းအောင်ပံ့ပိုးနေဝါသနာရှောင်းလည်းအဲ့ဒီလူတွေပဲလုပ်ခဲ့တာလေအလိုလိုမှအားကောင်းပြီးသားကိုထပ်ပြီးတော့မလုပ်ရဘူးအားဖြည့်နေအဲ့ဒါစဉ်းစားတရားတွေပဲဟုတ်လားဒါကြောင့်ကိစ္စပေါင်းတော်အောင်လို့အာယုန်ဒီလိုသဘောဝလောကကြီးကအဓိကမရှိဘူးဆိုရင်တော့ကောင်းကောင်းကိုယ်ကိုခြားတစ်ပတ်ရမ်းတော့အောင်လှည့်စားပြင်တယ်ချစ်ခင်ကြတယ်ဘာမှမရှိတဲ့ကိုယ်စိတ်ထဲမှာတော့ချစ်ခင်ကြအကြည့်နေတယ်ဟုတ်လားနှစ်သက်စရာဘာမှမရှိဘူးဆိုတော့လည်းပဲဒါကအဆိုပဲကိုနားလဲတာမဟုတ်လားကိုနားမလဲတတိမရှိလို့နားမလဲရအောင်ဒါကြောင့်အဲ့ဒါလေးကိုနားမလဲလို့ရှိတော့ဒီသဘောဝတရားတွေအနေထားမှမသိအောင်မလုပ်ကြရတော့တတိထားကြရတာအစဉ်ဆက်မပြတ်တတိကိုထားဖို့ကြိုးစားကြရအောင်ဒါကြောင့်ကိုယ်ကလေးထားပြီးတော့လည်းကြိုးစားကြပါတော့တရားကိုဘယ်ချိန်ကနေဘယ်ချိန်ထိတရားဓမ္မအာယုံပြုမယ်နှလုံးသွင်းမယ်မပြည့်စည်ကြိုးစားအဲ့ဒါလည်းပဲအလုံးတန်မှုကြီးတဲ့ဘုဒ္ဓနဲ့အလုံးဆိုနားနေရတကယ်တမ်းတန်ဖိုးအကြီးမားဆုံးသောအလုပ်ကအဲ့ဒီအလုပ်ပဲရှိတာအကျဉ်းတဲ့အလုပ်တွေကခန္ဓာဝင်ရှိနေလို့တချို့ကိစ္စမဖြစ်လို့လုပ်ရတာတချို့ကိစ္စကြတော့လည်းဖြစ်ရတဲ့ဟောဘုံမနေတိုင်းမထိုင်နဲ့လုပ်ချင်လို့လုပ်နေရတာဟုတ်လားအဲ့ဒါကပုံများမယ်တဲ့နော်ဟောတချို့အတန်ငယ်လေးလို့မိသားစုတွေရုံးကားမယ်နေတာရှိလို့လုပ်ကြရတာနားလည်လို့ရတယ်ချို့အသက်ကြီးပြီးမလုပ်လည်းဖြစ်တယ်ဒါရှင်းရှင်းလေးပြောပြတော့ဦးဇင်းသို့တော့မဖြစ်နေတာကဘယ်လိုမှဖြစ်တော့ဆိုကိုယ်ကမဖြစ်ဘူးအဲ့ဒါပဲဖြစ်နေတာကကိုယ်ပဲဟုတ်ရဲ့လားဒါကြောင့်ဘာကြောင့်မလို့ဖြစ်တာပါလို့သူများကိုအကြောင်းမပြနဲ့ပတ်ဝန်းကျင်ကိုလက်ညှိုးမထိုးနဲ့နော်အဲ့ဒီအကြောင်းပြချက်တွေဘာလို့မှမခိုင်းပါခိုင်းပါလို့အကြောင်းပြက်ကဘာလဲလို့မေးရင်ဦးတင်ရတဲ့အကြောင်းပြက်ကမလုပ်ချင်လို့မလုပ်တာဆိုတဲ့အကြောင်းပြချက်ကအလုံးခိုင်းပါမလုပ်ချင်လို့ကိုမလုပ်တာလုပ်ချင်ရင်ဒီလမ်းရှာပြီးတော့မဖြစ်အောင်လုပ်ပါလုပ်ချင်ဘူးဆိုရင်ဒီလမ်းတော့မရှာဘူးတော့အကြောင်းမျိုးပြပြီးတော့မလုပ်လုပ်ချင်တဲ့လူအတွက်မလုပ်เสียအကြောင်းပြချက်တွေကအများကြီးရှိနေပါဟုတ်လားဒါပေမဲ့တကယ်လုပ်ချင်မယ်ဆိုရင်အဲ့ဒါတွေကအကြောင်းပြချက်အခိုင်အလုံကိုရှာတော့ကိုသိပါတယ်ဒါခက်နေတာကဘယ်လိုခက်နေတာဟောခက်နေတာဟုတ်ရဲ့လားအဲ့တော့ရင်တရားစကားတွေတောင်းတောင်းရောက်ကုန်ပြီလို့ထင်တယ်နော်ဟုတ်လားတော့ဦးဇင်းပြောရင်ပါလေချစ်ခင်နှစ်သက်မှုတွေကဘာကြောင့်ဖြစ်တာလဲအကြောင်းတရားကိုသိမယ်ဆိုရင်မဖြစ်ချင်ဘူးဆိုရင်လုပ်လို့မရဘူးလားရတယ်ခုတွေ့ရတယ်နော်အကြောင်းတရားပမတ္တမတိဝတ္တိမေလျော်နေလို့အာယုန်နေရဲ့လောကကြီးရဲ့လှည့်စားတာလွန်မိုးတာကိုခံရတာမေးတာဘုရားစွာဘုရားအဲ့ဖြတ်ပြီးတော့ပြောလိုက်တဲ့သဘောမျိုးပေါ့နော်မေးနေရင်အမှန်သိတဲ့ဉာဏ်ပညာအဖြစ်ထွန်းနိုင်အမှန်မသိဘူးဆိုရင်မာယမှုတွေနဲ့ပုံရှုပ်ဖို့ပဲဟုတ်လားမမေ့ဘူးဆိုရင်မှန်ကန်သိတဲ့ဉာဏ်ပညာရမယ်အဲ့ဒါဆိုရင်ကိုယ်အမှန်ကန်တဲ့ဆုံးဖြတ်ချက်ချပြီးတော့ဘာလို့တဲ့နေဘယ်လိုစိတ်ထားတဲ့နေဆိုတာအလိုလိုကြောင်းလည်းမတော်ဘူးလားကြောင်းလည်းတော်တယ်ဒါကြောင့်ဒီလိုပြည်တော်ကောင်းတော်တို့ဆင်းရဲအစားချစ်ခြင်းကဟုတ်လားယောဂဓာတ်လေးတွေကိုမြင်ပြီးတော့အိတ်ချုပ်ကြည့်နော်လောကကြီးမှာမရေမတွက်နိုင်တော့အောင်များပြားတဲ့ဆင်းရဲဒုက္ခတွေငိုကြွေးမှုတွေစိုးရိမ်မှုတွေပူလောင်မှုတွေဒါတွေအကုန်လုံးဒီချစ်ခင်ခြင်းကိုအကြောင်းပြုပြီးတော့ဖြစ်တာချစ်ခင်ခြင်းကမရှိဘူးဆိုရင်အဲ့ဒီဆင်းရဲဒုက္ခတွေဖြစ်เสียအကြောင်းမရှိဘူးဒါကြောင့်ဟောဒီလောကကြီးမှာတစုံတစ်ခုကိုမှချစ်ခင်ပြန်လို့မရှိကြတဲ့ယဟန္တာအရိယာပုဂ္ဂိုလ်ကြီးတွေဟာဘာစိုးရိမ်မှုမှဘာဒုက္ခမှသူတို့မှမရှိဘူးဒါကြောင့်စိုးရိမ်မှုကင်းလို့ကြတဲ့ပုဂ္ဂိုလ်တွေစိတ်မှာအငြိအကျေးကင်းလို့ကြတဲ့ပုဂ္ဂိုလ်တွေဟာဟောဒီလောကကြီးမှာတစုံတစ်ခုကိုမှမချစ်ခင်မှုမဖြစ်အောင်ကြိုးစားကြရမယ်လို့ဒါဥဒ္ဒံပါဠိတော်အဝိဇ္ဇာဘာကိုအကြောင်းပြုပြီးတော့ကျွေးရတဲ့ဥဒ္ဒံပေါ့ဟုတ်လားဆက်ပြီးတော့ဦးဇင်းပြောတာကမှတော့ပိယဇာတိကတောက်တယ်
ချစ်ခင်မှုနှစ်သက်မှုမြတ်လို့မှုကြောင့်ဒုက္ခဖြစ်ရတာချစ်ခင်မှုတွေဆင်းရဲမှုရဲ့အစဖြစ်တယ်ဆိုတာကိုလက်မခံနိုင်တဲ့အပုံနာတရားကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတဲ့အခြေအနေအရရဦးဇင်းတော်ပြောခဲ့ဘူးလားပြောခဲ့တယ်။နောက်ဆက်ပြီးတော့ပြောတာပါတော့ဒီနားမှာထိုင်နေတဲ့တဲ့ကိုဒီနားမှာထိုင်နေတဲ့ငါကထိုင်ရမထဆင်းရဲဘာကြောင့်ဖြစ်တယ်ဆင်းရဲဘာကြောင့်ချုပ်တယ်ဆိုတာကိုပြောပြမယ်လို့ဆိုတဲ့မတ္တကတုတ်တယ်။အဲ့ဒါဒီလည်းမှတ်သားကြရအောင်နော်။အယူတွေဒုက္ခဖြစ်လို့ဘုဒုက္ခဖြစ်ရတယ်။အယူတွေဒုက္ခဖြစ်တယ်ဘုဒုက္ခမဖြစ်ဘူးလေဒါစဉ်းစား။အဲ့လိုဆိုရင်ဒုက္ခဘာကြောင့်ဖြစ်တယ်ဒုက္ခဘာကြောင့်မဖြစ်လဲဆိုတာမထင်ရှားဘူးလားထင်ရှားတယ်။နော်။ဒါပြောပြီးဦးဇင်းမဆက်ပြောတော့ဒီချစ်ချင်းတွေကဘာကြောင့်ဖြစ်လဲဆိုတာအဲဘာကြောင့်ဖြစ်လဲဆိုတာလည်းပတ်သက်ပြီးတော့ဈာပြက်ချစ်ချင်းကြောင့်ချစ်ချင်းတွေဖြစ်ရတယ်မုန်းချင်းတွေဖြစ်ရတယ်မုန်းချင်းကြောင့်ချစ်ချင်းတွေဖြစ်ရတယ်မုန်းချင်းတွေဖြစ်ရတယ်လောကကြီးမှာဖြစ်နေတဲ့အနေအထားလေးတွေအလွန်ရှုပ်ထွေးတဲ့လောကကြီးပေါ့ရွာရှုပ်တာလုံးဆိုရင်စိတ်ကရှုပ်တာတော့စိတ်ဓာတ်ဆိုစမ်းကြယ်လို့အိဗေရခုလောက်စမ်းကြယ်တဲ့ရှုပ်ထွေးတဲ့နေရာမရှိဒီစိတ်ဟုတ်ရဲ့လားအဲ့ဒါပြီးတော့ဦးဇင်းမပြောလိုက်လို့များနော်သုဘဝန္တာမင်းသမီးကိုအကြောင်းပြုပြီးတော့ကျွေးရင်တဲ့ဥဒ္ဒံနော်တတိမရှိပဲနဲ့ခပ်ပေါ်ပေါ်ဖြစ်လို့နေမယ်ဆိုရင်တော့လောကကြီးရဲ့အနေအထားမှတွေကိုဘာမှမသိပဲနဲ့လောကကြီးရဲ့လှည့်စားတာကိုပဲအကြီးကျယ်ခံရလိမ့်မယ်ဟုတ်လားဒါကြောင့်လောကကြီးရဲ့အကြောင်းအောင်းသိဖို့အတွက်တတိထားရတယ်နော်တတိရှိနေလို့ရှိရင်အမှန်သိအောင်ကြိုးစားရရတယ်တတိမွေးမြူလို့အမှန်တရားကိုသိတဲ့အနေအထားတွေကြားလာပြီဆိုလို့ရှိရင်ဒီချစ်ခင်မှုနှစ်သက်မှုဆိုတာတွေအပြည့်အနဲ့ရှုံးမသွားလို့လားရောက်သွားနိုင်တယ်အထူးသဖြင့်ဥက္ခန္ဓာရဲ့အနေအထားမှကိုသိအောင်ကြိုးစားရတယ်ဥက္ခန္ဓာရဲ့အနေအထားမှကိုသိအောင်ကြိုးစားခြင်းဟာဘုရားခန္ဓာရဲ့အနေအထားမှကိုသိအောင်ကြိုးစားရတယ်ရောက်တယ်။အော်ဆိုတူတူပဲလေဒီသဘောလေးပဲမဟုတ်လား။အဲ့ဒါမိတ်ကောင်းတယ်လို့တတိတစ်ချက်ထားလိုက်တယ်ဒါဟာဘလောက်လေးတဲ့အလုပ်ကိုလုပ်နေတယ်လဲဆိုတာကိုပေါ်လွင်ထင်ရှားစေဖို့ဒါလေးကိုပြောပြဟုတ်လားတတိတစ်ချက်ထားလိုက်တိုင်းဘလောက်ထိရောက်တဲ့အလုပ်ကိုကိုလုပ်ရရောက်လဲဆိုတာကိုစဉ်းစားမိဖို့လုပ်တယ်အပြန်အလှန်အားဖြင့်တတိလွတ်နေတိုင်းဘလောက်ထိကြိုက်နိုင်တယ်လဲဆိုတာကိုလည်းနားလည်ဖို့လုပ်တယ်ဒေသနာတွေကိုနာယူတဲ့အခါမှာအဲ့လိုစံကျင်ပဲလေးတွေကိုတွေးတဲ့အလေးချင်းနဲ့ရှိဖို့လိုတယ်နော်တတိရှိခြင်းဟာအလွန်ကောင်းတယ်လို့ပြောရင်ဒီနားတွေရက်နေတယ်တတိမရှိခြင်းဟာအလွန်ဆိုးတယ်ဆိုတာဒီဝါသင်တယ်ဘောပေါ်ရလားဗျာဒါကြောင့်အိတ်သက်ကောင်းတို့လို့တတိထားပြီးတော့ဆင်းရဲဒုက္ခအာလုံးတွေရဲ့အခြေခံအကြောင်းတရားချစ်ခင်နှစ်သက်မျက်နှာမှုဆိုတဲ့လောဘဓာတ်ကိုနေပါအောင်ကြိုးစားရအောင်နော်ဆင်းရဲအစချစ်ခြင်းကဟုတ်လားချစ်ခြင်းနဲ့စတယ်လို့ဆိုရင်တော့ဆင်းရဲဒုက္ခတွေဟာစက်တိုက်ကြီးဖြစ်လာအောင်ဟုတ်ဒါကြောင့်ဆင်းရဲဒုက္ခတွေမဖြစ်အောင်ချစ်ခြင်းနဲ့မစဖို့အရေးကြီးတယ်ဆိုတာကိုပြောတာဟုတ်လားဒါကြောင့်မိသားစုဘုရားတို့ဒီတတိဆိုတဲ့အပ္ပမနာတရားလက်ကင်ထားပြီးတော့မိမိခန္ဓာမှာထင်ရှားဖြစ်ပေါ်နေတဲ့ယုံနာသဘာဝတရားတွေကိုဖြစ်တဲ့အမှန်ကတိတိပေးခြင်းလို့ဆိုတဲ့အလုံးစုံမြတ်တဲ့တိဋ္ဌာဘာဝနာတို့ကိုကြိုးစားအထောက်နိုင်ကြပါစေလို့ဦးဇင်းတော်ဆန္ဒပြုပြီးတော့ဒီကနေ့မိသားစုဘုရားတို့ပြုလို့အထောက်အသောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွတ်တို့ရဲ့အစွမ်းတတ္တိကြောင့်ရာထူးတော်တို့ဒီမညာပညာမြတ်လေးပါကိုလင်းမြန်ထုတ်ချမျက်မှောက်ပြုပြရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း